နဲ့လက်ကင်ဖုံပြကိုဆိုင်နဲ့ပြုလုပ်ပြပါရန်မြစ်တာခံပါတယ်ခင်ဗျလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုချိန်ကစပြီးပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်တတိယကြိမ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်စည်းဝေးရဲ့17ရက်မြောက်နေ့အစီအစဉ်စတင်ပါတော့မယ်ခင်ဗျာစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြွရောက်လာပါပြီခင်ဗျာအားလုံးထိုင်နေကြပါပြီခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့ကျင်းပတဲ့တတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး12ရက်မြောက်နေ့မှာစကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစီစဉ်ရေးနှင့်လွှတ်တော်ခွင့်ရေးဆိုင်ရာကော်မတီရဲ့တင်ပြချက်အရအစည်းအဝေးတက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်85ဦးရှိသည့်အနက်89ဦးတက်ရောက်ပါတယ်အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူဥယျာဉ်စုစုပေါင်းရဲ့92.94%ရှိပြီးလွတ်တော်ကိုယ်စားလှယ်စုစုပေါင်းဥယျာဉ်ဤ3ပုံတပုံကျော်တက်ရောက်တဲ့အတွက်စကိုင်းတိုင်းဒေသကြီးလွတ်တော်ဆိုင်ရာဤဥပဒေ34ခါဝေးအရာအစည်းအဝေးထားမြောက်ကြောင်းနဲ့ဤဥပဒေ35ခါငယ်အရာအစည်းအဝေးစတင်ကျင်းပကြောင်းကြေညာပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာတိုင်းဒေသကြီးလွတ်တော်ဆိုင်ရာဤဥပဒေ၄ခါဝေးအရာအစည်းအဝေးအစီအစဉ်များကိုလွတ်တော်ကိုယ်စားလှယ်များထံကြိုတင်ဖြန့်ဝေထားပြီးဖြစ်တဲ့အတွက်အဆိုပါအစီအစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အစီအစဉ်လေးကိုဆောင်ရွက်ပါမယ်တိုင်းဒေသကြီးလွတ်တော်ဆိုင်ရာဤဥပဒေ၄ခါငယ်အရာအစည်းအဝေးမတက်ရောက်နိုင်တဲ့လွတ်တော်ကိုယ်စားလှယ်များအတွက်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များစီစဉ်ရေးနှင့်လွတ်တော်ခွင့်ရေးဆိုင်ရာကော်မတီမှခွင့်ပန်ကြားရန်ဖြစ်ပါတယ်လေးစားအပ်ပါသောတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌကြီးရှင်ယနေ့2026ခုနှစ်ဇွန်လ22ရက်တတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွတ်တော်ဒုတိယပုံမှန်အစည်းအဝေး12ရက်မြောက်နေ့တက်ရောက်နိုင်ခြင်းမရှိသည့်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၏ခွင့်ပန်ကြားမှုအခြေအနေအားတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များစစ်ဆေးရေးနှင့်လွတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမြောင်မြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အမှတ်2မှကျမဒေါ်သန်းအေးမှအောက်ဖော်ပြပါတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များအတွက်ခွင့်ပန်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌနှင့်လွတ်တော်ကိုယ်စားလှယ်များရှင်ဦးဆန်းဝင်းစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်များဝန်ကြီးတို့သည်ကိုယ်တိုင်ဆောင်ရွက်ရမည့်ကိစ္စရပ်များဆောင်ရွက်ရန်ရှိသဖြင့်ဒါတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွတ်တော်ဒုတိယပုံမှန်အစည်းအဝေးသို့တက်ရောက်ရာပြည့်ကွက်ချင်းကို၎င်းတို့ရဲ့ကိုယ်စားခွဲပန်ကြားအပ်ပါတယ်ရှင်ခွင့်ပန်ကြားသူအားခွင့်ပြုပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့အစည်းအဝေးမှာတက်ရောက်ခွင့်ရှိတဲ့လွတ်တော်ကိုယ်စားလှယ်85ဦးရှိသည့်အနက်ယမန်နေ့ကခွင့်ပန်ကြား၍ခွင့်ပြုထားသူ10ဦးယနေ့အစည်းအဝေးသို့ပြန်လည်တက်ရောက်သူ3ဦးယနေ့ခွင့်ပန်ကြား၍ခွင့်ပြုသူ1ဦးလွတ်တော်ကခွင့်ပြုထားသူစုစုပေါင်း6ဦးဖြစ်ပါတယ်
ခွင့်မဲ့ပြက်ကွက်သူမရှိပါယခုလွတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုစကိုင်းတိုင်းဒေသကြီးလွတ်တော်ရဲ့အတည်ပြုချက်ရယူပါမယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုအတည်ပြုရန်လွတ်တော်ကသဘောတူပါသလားခင်ဗျာလွတ်တော်ကသဘောတူပါသလားခင်ဗျာလွတ်တော်ကသဘောတူပါသလားခင်ဗျာလွတ်တော်ကိုယ်စားလှယ်များအားလုံးကသဘောတူတဲ့အတွက်လွတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေကိုလွတ်တော်ကအတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာပါတယ်ဆက်လက်ပြီးအစည်းအဝေးအားကိုဆောင်ရွက်ပါမယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုမေခွန်းများအမေးမြန်းခြင်းဖြေကြားခြင်းအစီအစဉ်ကိုဆောင်ရွက်မှာဖြစ်ပါတယ်ပထမဦးစွာခန္တီမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အမှတ်2မှဦးအောင်နိုင်သူအားခွင့်ပြုမေခွန်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်လေးစားပါသောစကိုင်းတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌစကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများလွတ်တော်ကိုယ်စားလှယ်များတမတော်သားလွတ်တော်ကိုယ်စားလှယ်များလွတ်တော်ရုံးကြီးမှုနဲ့ရုံးဖွဲ့များအားလုံးကိုစိတ်နေကကျမ်းမာချမ်းသာကြပါစေလို့ဥသောပထမနှုတ်ခွန်းဆက်တာလိုပါတယ်။ကျွန်တော်ကတော့ခိုင်ကြီးမြို့နယ်ကိုယ်စားလှယ်မနဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးနိုင်ဖြစ်ပါတယ်။လွတ်တော်ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရကျေပွန်မြမိခွန်းတစ်ခုကိုတင်ပြဆွေးနွေးတော့မှာဖြစ်ပါတယ်။လေးစားပါသောဥက္ကဋ္ဌကြီးခင်ဗျာတို့ခိုင်ကြီးမြို့နယ်ဟာစကိုင်းတိုင်းဒေသကြီးရဲ့အထက်ပိုင်းချင်းလေးဒေသမှာတည်ရှိပြီးတော့တောတော်ရှုမြောင်းချမ်းသာနေပေါ်ရတဲ့အရက်ဒေသဖြစ်ပါတယ်။တို့ခိုင်ကြီးမြို့နယ်ဆိုရင်ကြောက်စင်းရွှေပရင်နဲ့ဖျောင်းကြောက်စားတဲ့တဘာတရားစားတဲ့ပိုးကျော်ဝါဆိုထွက်ရှိတဲ့မြို့တစ်မြို့လေးဖြစ်ပါတယ်။တို့ပါတော့လဲမြို့နယ်ရဲ့ဒေသဖွံ့ဖြိုးမှုနှုန်းကိုကြည့်မယ်ဆိုရင်အင်မတန်ကိုမှလဲပါလို့နေတော့တွေ့ရပါတယ်။ဘာကြောင့်ဒေသဖွံ့ဖြိုးမှုလုံးလဲပါလို့ပြောမှဆိုရင်တို့ခရီးမြို့နယ်နဲ့ဆက်နေတဲ့မြို့နယ်ချင်းထိစပ်နေတဲ့ဒီရှိလည်းဟဲဟုံးရစားတဲ့မြို့နယ်ကမှာခြေချင်းတွားတဲ့ကြည်ရလမ်းဆိုတာမရှိသလောက်နေပါလမ်းတွေဖောက်လို့ပြီးသားဖြစ်ပါတယ်တို့ခရီးမြို့နယ်မှာကတော့ခရီးမြို့ရဲ့အနီးပတ်ဝန်းကျင်ကလွဲလို့မြို့နယ်အလံဝေးတဲ့ကြည်ရတော်များများဆိုလို့ရှိရင်ကားလမ်းမရှိသေးပါဘူးကားလမ်းမပေါက်သေးတဲ့အတွက်ဒီနေ့တိုင်တို့အဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေအားဆိုလို့ရှိရင်ခြေချင်းနဲ့ပဲတွားလာနေရပါသေးတယ်ဥက္ကဋ္ဌကြီးခင်ဗျာတို့လမ်းမဆက်တွေအစဉ်ပြေချုံမှုမရှိတဲ့အတွက်အဲ့ဒီဒေသမှာနေထိုင်တဲ့ပြည်သူတွေအားဆိုလို့ရှိရင်တို့ရဲ့လူမှုစီးပွားဘဝဆိုလို့ရှိရင်အမျိုးပုံပုံရင်းတိုင်နေကြလျက်ရှိနေပါတယ်တို့ပါတော့ကြောင့်ခရီးမြို့နယ်တွေ့ရှိလမ်းမဆက်တွေအလုံးခက်ခဲနေတဲ့ကားလမ်းမပေါက်သေးတယ်ချင်းမြင့်နောက်ဘက်ကခန်းမြို့နယ်နဲ့လူရှိမြို့နယ်ချင်းဆက်လန်းဖြစ်တဲ့ရနာနံပါတ်ပေါက်ကိုကဖိုင်လဲလာတာဝရလန်း28ခန်းအားဖောက်လို့ပေးရန်အစီအစဉ်ရှိမရှိကိုသိရှိလိုကြောင်းအဆိုပါဒေသများရှိပြည်သူများအခြေခံလူမှုစီးပွားကဖွံ့ဖြိုးတိုးတက်လာစေရှိရှုပြီးတော့ပြည်သူလူထုကိုစားဥက္ကဋ္ဌကြီးမတစ်ဆက်ဒီတဲ့ဒီပြချင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရန်ဖြစ်ပါတယ်ဒီစားပါတော့စကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌအစိုးရအဖွဲ့ဝင်ဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့စကိုင်းတိုင်းတိုင်းအစိုးရအဖွဲ့လုံခြုံရေးနယ်စပ်ရေးဝန်ကြီးဗိုလ်မှူးကြီးဦးတေဆိုဖြစ်ပါတယ်ကျွန်တော်အနေနဲ့စကိုင်းတိုင်းတိုင်းခန်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်2တိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်သူရဲ့မိများချက်များပေါ်လွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်ရပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်ခန်းကြီးမြို့နယ်နဲ့လေစီးမြို့နယ်ချင်းဆက်လန်းရန်နာနတ်ပေါက်ကိုကာဖိုင်လင်းနားတက်ဝါရိုလန်28မိုင်နဲ့ပတ်သက်ပြီးတော့9နှစ်စီမံကိန်းမှာထည့်သွင်းရထားနိုင်ရေးအတွက်ပြည်သူ့လွှတ်တော်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနဲ့အတူခ
န်တီးခရိုင်ပုံပြုံးမှုကြီးကြပ်ရေးရုံးမှဦးစီးရရှိဦးကင်တဦးဆောင်တော်အဖွဲ့လိုက်ပါပြီးတော့မှ2016ခုနှစ်မေလ10ရက်နေ့မှ17ရက်နေ့အထိမြေပြင်ကွင်းစင်းချင်းဆောင်ရွက်ခဲ့ပါတယ်။၎င်းလမ်းဘေးအား9နှစ်စီမံကိန်းမှာရထားဆောင်ရွက်ပြီးလည်းဖြစ်ပါတယ်။2029-28ဘဏ္ဍာရေးနှစ်မှာစပြီးတော့ရမငွေရရှိမှုပေါ်မူတည်ပြီးလုပ်ငန်းအလိုက်ရထားဆောင်ရွက်ပေးသွားပြီဖြစ်ကြောင်းဖြေကြားတင်ပြရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးဗမောင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမတ်နှစ်မှဦးကျော်ဆိုးအားကွင်းပြုမေကိုမြင်များမှုဖိတ်ခေါ်ပါတယ် လေးစားအပ်ပါတော့စကိုင်းတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌနဲ့လွတ်တော်ကိုယ်စားလှယ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဗမောင်းမြို့နယ်လွတ်တော်ကိုယ်စားလှယ်အမတ်နဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးကျော်စိုးဖြစ်ပါတယ်လွတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရာကျေပွင့်ပြမေကွန်းတစ်ခုကိုမေးမြန်းသွားမှာဖြစ်ပါတယ်ကျွန်တော်မေးမြန်းလိုတာကတော့ပြည်သူ့အိုးအိမ်များပြန်လည်တည်ဆောက်ရေးအတွက်ညီတို့စီမံဆောင်ရွက်ပေးမည်ကိုမေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာလေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးခင်ဗျာစကိုင်းတိုင်းဒေသကြီးနာဂဒေသအပါ14ခရိုင်မြို့နယ်38မြို့နယ်ဖြင့်ဖွဲ့စည်းထားတဲ့တိုင်းတိုင်းဖြစ်ပါတယ်နိုင်ငံရေးအကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးအဆောက်အဦများပညာရေးအဆောက်အဦများကျန်းမာရေးအဆောက်အဦများဌာနဆိုင်ရာအဆောက်အဦများနဲ့လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပါတယ်အားလုံးအသိပဲဖြစ်ပါတယ်အစိုးဆုံးအခြေအနေကပြောရရင်ကျွန်တော်တို့တိုင်းဒေသကြီးပဲဆိုတာအားလုံးအသိပဲဖြစ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာညီတို့ပဲဆိုစေကမူကတာမြို့တစ်မြို့တည်းကိုဥပမာထားပြောရမယ်ဆိုရင်ကတာမြို့ဟာရက်ကွက်10ရပ်ကွက်ကျေးရွာအုပ်စု32အုပ်စုကျေးရွာပေါင်း144ရွာဖြင့်ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ကျွန်တော်တို့ကတာမြို့မှာရွေးကောက်ပွဲကာလအတွင်းလုံခြုံရေးတပ်ဖွဲ့များနဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲကာလအတွင်း short တိုက်ပုံများအကြိမ်ကြိမ်ကြားရောက်ခဲ့တဲ့အတွက်ကျေးရွာအုပ်စု42အုပ်စုအနက်မြို့ပေါ်10ရပ်ကွက်နဲ့မြို့အနီးနားရှိတဲ့ကျေးရွာ2အုပ်စုနဲ့ပျက်စီးဆုံးရှုံးမှုကိုပြောရမယ်ဆိုရင်လူနေအိမ်1164အိမ်ဖုံးတော်ကြီးကျောင်း17ကျောင်းကရင်ဖျားကျောင်းတစ်ကျောင်းလီစုဖျားကျောင်းတစ်ကျောင်းဓမ္မယုံတစ်ယုံကတာခရိုင်ပြည်သူ့ဆေးရုံကြီးတစ်ခုရရကယုံ2ယုံတို့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်ဒါကြောင့်အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးဆုံးရှုံးခဲ့ရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းရှိပြည်သူ့အိုးအိမ်များဘာသာရေးအဆောက်အဦများကျန်းမာရေးအဆောက်အဦများပညာရေးအဆောက်အဦများအတွက်ရေတိုရေရှည်စီမံကိန်းဖြင့်ပြန်လည်တည်ထောင်ပေးနိုင်ရေးအတွက်ညီတို့စီမံဆောင်ရွက်ထားသည်ကိုလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်မဲဆန္ဒရှင်ပြည်သူလူထုကိုစားသက်ဆိုင်ရာဝန်ကြီးတို့လေးစားစွာဖြင့်မင်းများအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ဝင်ကြီးကဖြေကြားရန်ဖြစ်ပါတယ်လေးစားပါတော့တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဆိုရအဖွဲ့မှာစီမံကိန်းစီးပွားရေးနဲ့အနာရေးဝန်ကြီးဦးအောင်စောဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဗမောင်းမြို့နယ်မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးကျော်စိုးကြီးကျေပွန်းပြမေကွန်းအားလွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်ဖြေကြားပေးတော့မှာဖြစ်ပါတယ်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာစကိုင်းတိုင်းဒေသကြီးမှာနာဂဒေသနဲ့ခရိုင်73ခရိုင်မြို့နယ်39မြို့နယ်ရှိသည့်နဲ့စစ်အုပ်ချုပ်ရေးမိတ်ထုတ်ပြန်ထားသည့်မြို့နယ်10မြို့နယ်မိတ်ထုတ်ပြန်ထားခြင်းမရှိသည့်မြို့နယ်16မြို့နယ်နဲ့ပုံမှန်144ထုတ်ပြန်ထားရှိသည့်မြို့နယ်73မြို့နယ်ရှိပါတယ်။ပါတီစုံဒီမိုကရေစီထိုးထိုးရွေးကောက်ပွဲတွင်လည်း
မြို့နယ်25မြို့နယ်ကကျင်းပနိုင်ခဲ့ပြီး12မြို့နယ်ကျင်းပနိုင်ခြင်းမရှိသေးကြောင်းကိုယ်စားလှယ်များအားလုံးလည်းသိရှိပြီးဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးအရတင်ပြရမယ်ဆိုရင်မော်ဝါမန္တလေးကားလမ်းမကြီးဟာကျွန်တော်တို့အစိုးရလက်ထက်မှာလုံခြုံရေးတိုးတက်ကောင်းမွန်လာတာဖြစ်ပါတယ်။ကျန်တဲ့တိုင်းဒေသကြီးတုံးမှာရှိတဲ့အခြားလမ်းမကြီးများကိုလည်းလုံခြုံရေးတိုးတက်ကောင်းမွန်စေအတွက်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ချင်းတို့ရေကြောင်းလမ်းများဖြစ်တဲ့မော်ဝါမကလေးဝမော်လဲဖောင်းပြင်ဟုံးမလေးခန်းကြီးအထိရေရင်များလဲလုံခြုံရေးကောင်းမွန်စွာနဲ့သွားနိုင်မှုမရှိသေးတာကိုအားလုံးလည်းသိရှိပြီးဖြစ်ပါတယ်။ကျန်တဲ့လက်နက်ကိုင်များဖျက်ဆီးခဲ့တဲ့အတွက်စကိုင်းနယ်ဒေသကြီးတွင်မြို့ရွာများပျက်စီးဆုံးရှုံးခဲ့ရပြီးဒေသခံပြည်သူများမိမိဒေသမှာဆွတ်ခွာထွက်ပြေးတိမ်းရှောင်နေရသည်မှာလည်းအများပြားရှိပါတယ်။ဒါကြောင့်စကိုင်းနယ်ဒေသကြီးတွင်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရေးအတွက်ပြန်လည်ထူထောင်ပေးရမယ်ရေလိုရေရှည်စီမံများကိုအဆင့်လိုက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ပထမဦးစွာစကိုင်းနယ်ဒေသကြီးတွင်နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။အကြမ်းဖက်လက်နက်ကိုင်များဆုတ်ခွာသွားသည့်နောက်ပိုင်းတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။၎င်းနောက်ကုန်လမ်းနဲ့အကြောင်းလမ်းများအစဉ်ပြေချုံးမြစွာတွာလာနိုင်ရေးအတွက်ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအပြင်ကျောင်းသူကျောင်းသားများလုံခြုံရေးကျန်းစွာပညာသင်ကြားနိုင်ရေးအတွက်လိုအပ်သည့်များကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။2026-2029ခုနှစ်ဗဏ္ဍာရေးနှစ်ပညာရေးဝန်ကြီးဌာန၏စကိုင်းနယ်ဒေသကြီးတွင်ရင်းနှီးမြှုပ်နှံမှုကိုတင်ပြရမယ်ဆိုရင်အဆင့်မြင့်ပညာဦးစီးဌာနအတွက်2284.89 ကျပ်တန်းခြေခံပညာဦးစီးဌာနအတွက်11593.38 ကျပ်တန်းဆရာတက်တဲ့ပညာဦးစီးဌာနအတွက်13311.83 တန်းဖြင့်အဆောက်အဦနှင့်အခြားလိုအပ်ချက်များဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကလေးငယ်များကာကွယ်ဆေးထိုးခြင်းနဲ့ပြည်သူလူထုအတွက်ကျန်းမာရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်နိုင်ရန်အတွက်လည်းလိုအပ်သည့်များကိုပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။အလားတူကျန်းမာရေးဝန်ကြီးဌာန၏ရင်းနှီးမြှုပ်နှံမှုဖြင့်စကိုင်းနယ်ဒေသကြီးတွင်2026-2029မှာရင်းနှီးမြှုပ်နှံမှုများကိုတင်ပြရမယ်ဆိုရင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက်2330.33 ကျပ်တန်းကုသရေးဦးစီးဌာနအတွက်9406.653 ကျပ်တန်းကျန်းမာရေးလူ့စွမ်းအားရင်းမြစ်ဦးစီးဌာနအတွက်92.93 ကျပ်တန်းတိုင်းရင်းစစ်ပညာဦးစီးဌာနအတွက်123.8 ကျပ်တန်းဖြင့်အဆောက်အဦနှင့်အခြားလိုအပ်ချက်များရင်းနှီးမြှုပ်နှံထားပါကြောင်းတင်ပြပါတယ်။သို့ဖြစ်ပါ၍ဆိုပါလုပ်ငန်းစဉ်များစဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းလေးစားစွာဖြင့်ဖြေကြားတင်ပြပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖောင်းပြင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်2မှဦးတင်မောင်မြင့်အားခွင့်ပြုမေကိုမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်။ အားလုံးမင်္ဂလာပါခင်ဗျာလေးစားပါသောဗဒန်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌအစိုးရအဖွဲ့ဝင်ဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ယုံကြည်မှုနဲ့ဝန်ထမ်းများကိုစိတ်မပြကျမ်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တတ်အပ်ပါတယ်ကျွန်တော်ကတော့ဗဒန်းတိုင်းဒေသကြီးဖောင်းပြင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်2မှဦးတမောင်မြင့်ဖြစ်ပါတယ်ကျွန်တော်အနေဖြင့်လွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရကျေဝဲမှတ်သားပြမိကွန်းတစ်ခုတင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဖောင်းပြင်မြို့နယ်နန်းပိုင်ကျေးရွာအုပ်စုဇော်ကြီးကျေးရွာအစိုးရလက်ထမ်းကျောင်းကကျောင်းဆောင်တဲ့ဆောက်လုပ်နေစေတွင် PDF ကျန်းမာရေးနှောက်ယှက်ဖြစ်စည်းမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းများရပ်တန့်သွားခဲ့ရပါသည်လေးစားပါသောဥက္ကဋ္ဌကြီးခင်ဗျာယခုအချိန်တွင်ဖောင်းပြင်မြို့နယ်နန်းပိုင်ကျေးရွာအုပ်စုဇော်ကြီးကျေးရွာသည်ဒေသခံပြည်သူစစ်များဖြင့်ရက်ရွာအေဂျင့်တရားရေးကိုဆောင်ရွက်နိုင်ခဲ့သဖြင့်2025-2026ပညာသင်နှစ်တွင်ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်သို့ဖြစ်ပါ၍ဖောင်းပြင်မြို့နယ်နန်းပိုင်ကျေးရွာအုပ်စုဇော်ကြီးကျေးရွာအစိုးရအလယ်တန်းကျောင်းဆောင်တဲ့ဆောက်လုပ်မှုဟာဆက်လက်အပြည့်သက်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိကိုဇော်ကြီးကျေးရွာကျောင်းသားကျောင်းသူများ၏မိဘများကိုစားလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရန်ဖြစ်ပါတယ်
လေးစားပါသောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ဥစွာဆုတောင်းမေတ္တာပို့သရပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှလူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဖောင်းပြင်မြို့နယ်မဲဆန္ဒနယ်အမှတ်2တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်မြင့်၏တိုင်းဒေသကြီးလွှတ်တော်စည်းဝေးသို့မေးမြန်းမှုပေါ်ဖြေကြားသွားမှာဖြစ်ပါတယ်လေးစားပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာဖောင်းပြင်မြို့နယ်နတ်ပံကြီးရွာအုပ်စုအလာကဇောကြီးဒီကြီးရွာမှာဆိုရင်၎င်းကြီးရွာမှာရှိတဲ့90ပေ30ပေ speed structure အကြောင်းအဆောက်အဦက2019ခု2020ဘဏ္ဍာရေးနှစ်မှာမာယုတာကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ခဲ့ပါတယ်လုပ်ငန်းဤ90% PCB ဖြစ်ပါတယ်ထို့သောလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်းနယ်မြေဒေသအခြေအနေကြောင့်လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲလုပ်ငန်းများရန်နာခဲ့ရကြောင်းသိရှိရပါတယ်၎င်းကြောင့်ဆိုရင်ယခုပညာသင်နှစ်မှာလည်းဖွင့်လှစ်နိုင်သောအကြောင်းဖြစ်ပြီးနယ်မြေဒေသအခြေအနေအရဆောင်ရွက်နိုင်ပါက2029-28ဘဏ္ဍာရေးနှစ်မှာကျောင်းဆောင်များအပိသက်ဆောက်လုပ်နိုင်ရန်အတွက်ကောင်းရန်ပုံငွေရရှိရေးတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဖောင်းပြင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1မှာဦးတင်မင်းထွတ်အားခွင့်ပြုမေးခွန်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်လေးစားပါတော့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ရုံးဝန်ကြီးအကြီးမှုနှင့်ဝန်ထမ်းများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဥစွာဆုမွန်ကောင်းတောင်းရင်လို့ခွန်ဆက်တာပါတယ်ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးပေါင်းရမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးတင်မင်းထွတ်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့လွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရကျေဝင်းအမှတ်တပြမေခွန်းတစ်ခုကိုတင်သွင်းဆွေးနွေးမေးမြန်းသွားမှာဖြစ်ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာဖောင်းရမြို့နယ်ပူဇော်ကုန်းကျေးရွာအုပ်စုပူဇော်ကုန်းကျေးရွာအခြေခံပညာထက်တန်းကျောင်းခွဲမှာအလျားပေ90အနံပေ30 street structure တထကျောင်းဆောင်ကိုဆောက်လုပ်ရန်ဌာနမှခန့်မှန်းကုန်ကျမြင့်ငွေ630တီတီကိုအတည်ပြုခဲ့ပြီး2019-2020ဘဏ္ဍာရေးနှစ်မှာ90%ဖြစ်တဲ့315သိန်းကျပ်တီတီကိုခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။လုပ်ငန်းဆက်လက်လုပ်ကိုင်ရန်ကြံရှိနေတဲ့လုပ်ငန်းတွေကတော့နိုင်ငံအချောတက်ခြင်းဒကာမတ်တက်ခြင်းမျက်နှာကျက်တက်ခြင်းကြီးပေါင်ခွေခြင်းပြင်းတက်ခြင်းစေးတုပ်ခြင်းတို့ကြံရှိနေပါတယ်။ပိုးစုံကြီးအခြေခံပညာထက်တန်းကျောင်းခွဲမှာ2023-2024ပညာသင်နှစ်မှာကျောင်းသားဥယျာဉ်မူလတန်းဆင့်48ဦးအလယ်တန်းဆင့်180ဦးထက်တန်းဆင့်135ဦးစုစုပေါင်း986ဦးပညာသင်ကြားလျက်ရှိတဲ့အတွက်ကျောင်းသားဥယျာဉ်များပြားနေတော့ကြောင့်ကျောင်းသားကျောင်းသူများမိုးတန်လေတန်နေတန်မခံရဘဲလုံခြုံစိတ်ချစွာပညာသင်ကြားနိုင်ရေးအတွက်ရခိုင်ကျောင်းဆောင်ဟောင်းဖြင့်စာသင်ခန်းများလုံလောက်မှုမရှိသည်ကိုတွေ့ရှိရပါတယ်။တို့ဖြစ်ပါ၏ဌာနမှထပ်မံချထားရန်ကြံငွေ90%နှုန်း315သိန်းတီကြီးကိုထပ်မံခွင့်ပြုပေးပြီးအပြည့်အစုံဆောက်လုပ်နိုင်ရန်အတွက်ဖောင်းညွှန်းတဲ့ပညာရေးမှုရုံးမှတဆင့်73/8/2023ရက်စွဲပါစာဖြင့်ဒုတိယညွှန်ကြားရေးမှူးချုပ်တိုင်းဒေသကြီးပညာရေးမှုရုံးတိုင်းဒေသကြီးမုံရမြို့ကိုလိပ်မှုပြီးတင်ပြတောင်းခံခဲ့တော့လည်းယနေ့ထိခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။တို့ဖြစ်ပါ၏အထက်ကဝယ်ပူဇော်ကုန်းကျေးရွာမပြည့်ပြတ်သေးသည့်အလျားပေ90အနံပေ30တထက်ကျောင်းဆောင်ကိုအပြည့်အစုံဆောက်လုပ်နိုင်ရေးအတွက်တိုင်းဒေသကြီးဆိုရမှာမြေတို့ဆောင်ရွက်ပေးမည်နဲ့မြေတိချိန်နဲ့အပြည့်အစုံဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်းမိဘပြည်သူများကိုစားလွှတ်တော်ဥက္ကဋ္ဌမှတဆင့်မေးမြန်းအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရင်ဖြစ်ပါတယ်ဒီသားပါတော့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုစိတ်ကျမ်းမာချမ်းသာပါစေလို့ဥစွာမေတ္တာပို့သရပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဆိုရအဖွဲ့မှလူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဖောင်းမြင်မြို့နယ်မဲဆန္ဒနယ်အမှတ်1တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်မင်းထွတ်ဤလွှတ်တော်စည်းဝေးသို့မေးမြန်းမှုပေါ်ဖြေကြားသွားမှာဖြစ်ပါတယ်ဒေသအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာဖောင်းမြင်မြို့နယ်အထက်ကကွယ်ပိုးစကုန်းမှာရှိတဲ့အလျားပေ90အနံပေ30 street structure အကြောင်းဆောင်ဟာဆိုရင်2019-2020ဘဏ္ဍာရေးနှစ်မှာမာယုတာကုမ္ပဏီကနေပြီးတော့တာဝန်ယူဆောက်လုပ်ခဲ့တဲ့အဆောက်အဦဖြစ်ပါတယ်၎င်းအဆောက်အဦကဆိုရင်လည်းနယ်မြေဒေသအခြေအနေအရ
ဒါလုပ်ငန်းများရပ်တန့်ခဲ့ရပါတယ်ယခုပညာသင်နှစ်မှာလည်းကျောင်းဟာဖွင့်လှစ်လျက်ရှိသောကျောင်းဖြစ်ပါတယ်၎င်းကျောင်းအဆောက်အဦပြီးစီးရေးအတွက်နယ်မြေဒေသအခြေအနေပေါ်မှာမူတည်ပါတယ်နယ်မြေဒေသအခြေအနေအရလုပ်ငန်းများဆောင်ရွက်နိုင်ပါကလုပ်ငန်းများပြီးပြအောင်ဆောင်ရွက်ရေးအတွက်ရန်ပုံငွေရရှိရေးတင်ပြတောင်းခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးကံဘလူမျိုးနယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အမှတ်1မှဦးသက်ကိုကျော်အားခွင့်ပြုမေးခွန်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်လေးစားပါတော့စကိုင်းတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးဆိုရဖွဲ့ဝင်ကြီးများလွတ်တော်ကိုယ်စားလှယ်များလွတ်တော်ယုံကြည်မှုနှင့်ဝန်ထမ်းများအားလုံးစိတ်ကြမ်းမှခြင်းကိုယ်ကြီးကြမ်းမှခြင်းနဲ့ပြည်သူမှာသေးကြောင်းနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ကံလူမျိုးနယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အမှတ်1ဦးသက်ကိုကျော်ဖြစ်ပါတယ်လွတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရဘေးကုန်းတစ်ခုမေးမြန်းသွားမှာဖြစ်ပါတယ်ကာယီကံလူမျိုးနယ်အတွင်းတွင်ခြေခံပညာအကျောင်းပေါင်း300ကျောင်းသို့ခြေခံပညာဦးစီးဌာနမှတောက်ပံ့ပေးသည့်ပုံနှိပ်စာအုပ်စာရေးကိရိယာများနှင့်ကျောင်းသုံးမှုစုံများအား2022 2023ဘဏ္ဍာရေးနှစ်2024 2025ဘဏ္ဍာရေးနှစ်နှင့်2025 2026ဘဏ္ဍာရေးနှစ်တို့တွင်မိကဲ့သို့ထောက်ပံ့ပေးခဲ့သည်ကိုသိရှိလိုပါကြောင်းနှင့်ခါဝေးမြို့နယ်ခရိုင်တိုင်းခြေခံပညာဦးစီးဌာနရုံးများအားမြို့နယ်ခရိုင်တိုင်းစည်းစိမ်ရုံးများ၏စစ်ဆေးချက်စီရင်ခံစာတွင်မိကဲ့သို့ဖော်ပြသားသည်ကိုသိရှိလိုပါကြောင်းကျယ်ပွင့်ပြတ်မှတ်သားပြမိခွန်းမေးမြန်းတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကံလူမျိုးနယ်အတွင်းတွင်ကျောင်းပေါင်း300ရှိပြီးအထက်ကကျောင်း30အာလကကျောင်း89ကျောင်းမူလာတန်းကျောင်း183ကျောင်းရှိပါတယ်အမှန်တကယ်ကျောင်းဖွင့်နိုင်တဲ့ကျောင်းပေါင်းမှာအထက်ကကျောင်း10ကျောင်းအာလကကျောင်း35ကျောင်းအမကကျောင်း30ကျောင်းစုစုပေါင်း85ကျောင်းရှိပြီးကျောင်းသားကျောင်းသူစုစုပေါင်း19989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်ကျွန်တော်မေးမြန်းလို့ဒီမှာအမှန်တကယ်ကျောင်းဖွင့်လှစ်နိုင်တဲ့ကျောင်းပါ85ကျောင်းရှိပြီးကျောင်းသားကျောင်းသူဥယျာဉ်စုစုပေါင်း19989ဦးကနိုင်ငံတော်မှထောက်ပံ့ပေးသည့်ပုံနှိပ်စာအုပ်စာရေးကိရိယာများနှင့်ကျောင်းစုံများကိုအခြေခံပညာဦးစီးဌာနမှ2023 2023ဘဏ္ဍာရေးနှစ်မှ2025 2026ဘဏ္ဍာရေးနှစ်4နှစ်အတွက်ထောက်ပံ့ပေးမှုအခြေအနေကိုစီးရင်စားများနှင့်တကွမိတို့ထောက်ပံ့ပေးခဲ့သည်ကိုသိရှိလိုပါကြောင်းမေးမြန်းရင်းဖြစ်ပါတယ်လေးစားပါသောလွတ်တော်ဥက္ကဋ္ဌခင်ဗျာကျွန်တော်ယခုတင်ပြတဲ့ဗန္ဒာယီနှစ်များမှာကံလူမျိုးအမှတ်2ရပ်ကွက်တွင်ကျွန်တော်ကိုယ်တိုင်နေထိုင်ခဲ့ပြီးကံလူမျိုးပေါ်ကျောင်းများတွင်ကျောင်းတရက်လက်ရှိသောကျောင်းသားကျောင်းသူများမှာယခုမေးမြန်းသည့်ဗန္ဒာယီနှစ်များတွင်နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသည့်ပုံနှိပ်စာအုပ်စာရေးကိရိယာများနှင့်ကျောင်းသုံးဝတ်စုံများကိုထုတ်ယူရရှိခြင်းမရှိသည့်အတွက်ကျောင်းသားကျောင်းသူများမှာကျောင်းဝတ်စုံများအပြင်ပြင်ပပုဂ္ဂိကဆိုင်များမှဝယ်ယူသုံးစွဲခဲ့ရပါတယ်ကျွန်တော်ထပ်မံတင်ပြလိုဒီမှာအဆိုပါဝယ်ယူသုံးစွဲခဲ့ရတဲ့ပုံနှိပ်စာအုပ်များကိုနှစ်ကုန်အတန်းတင်ဆောင်ရွက်ပြီးသည့်အချိန်တွင်ကျောင်းသားကျောင်းသူများမှဝယ်ယူထားသောပုံနှိပ်စာအုပ်များကိုသက်ဆိုင်ရာအတန်းပိုင်ဆရာမများတွင်အနံခဲ့ရသဖြင့်ကျောင်းသားကျောင်းသူမိဘများမှာနိုင်ငံတော်မှထောက်ပံ့ပေးခဲ့သည့်ပုံနှိပ်စာအုပ်စာရေးကိရိယာနှင့်ကျောင်းဥစုံများရှိခဲ့သည်မှာနှစ်အတန်ကြာနှစ်စဉ်ဖြစ်ပေါ်နေပါသဖြင့်ကာယီမြို့နယ်စည်းစိမ်ရုံးမှမြို့နယ်ပညာရေးမှုရုံး၏နိုင်ငံတော်မှထောက်ပံ့ပေးမှုများအားပေါ်တွင်နှစ်စဉ်မိကဲ့သို့ဖော်ပြထားသည်ကိုသိရှိလိုပါကြောင်းနှင့်ခါခွေမြို့နယ်ခရိုင်တိုင်းအခြေခံပညာဦးစီးဌာနရုံးမှမြို့နယ်ခရိုင်တိုင်းစည်းစိမ်ရုံးများ၏စစ်ဆေးချက်အစီရင်ခံစာတွင်မိကဲ့သို့ဖော်ပြထားသည်ကိုသိရှိလိုပါကြောင်းကံလူမြို့နယ်တွင်ရှိမိဘပြည်သူများကိုစားလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနအားမေးမြန်းအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးက
ဖြေကြားရင်ဖြစ်ပါတယ် လေးစားပါသောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ဥစွာဆုတောင်းမေတ္တာပို့သပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဆိုရအဖွဲ့မှလူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့စကိုင်းတိုင်းဒေသကြီးကမ်ဘလူမြို့နယ်မဲဆန္ဒနယ်အမှတ်1မှာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသက်ကိုကျော်ဤလွှတ်တော်စည်းဝေးသို့မေးမြန်းမှုပေါ်ဖြေကြားသွားမှာဖြစ်ပါတယ်လေးစားပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ2022 2023ဘဏ္ဍာရေးနှစ်မှာကမ်ဘလူမြို့နယ်မှာဖွင့်တဲ့အကြောင်း68ကျောင်းရှိပြီးကျောင်းသူကျောင်းသား19995ဦးအတွက်ကျောင်းသုံးပုံနှိပ်စာအုပ်19995သုံးဗလာစာအုပ်16683ဒါဇင်ဘောပင်3288နှစ်ဒါဇင်ခဲရန်9512ဒါဇင်ကျောင်းဝစ်စုံ13693စုံခွဲဝေရရှိခဲ့ပါတယ်ခွဲဝေရရှိသောကျောင်းသုံးပုံနှိပ်ဗလာဘောပင်ခဲတဲ့ကျောင်းဝစ်စုံများကိုကမ်ဘလူတို့ထုတ်ယူရရှိခဲ့ပြီးဖြန့်ဝေခဲ့ရာဘောပင်2250ဒါဇင်ခဲတဲ့3908ဒါဇင်ကျောင်းဝစ်စုံ2045ဒါဇင်ကျန်ရှိခဲ့ပါတယ်2023-2024ဘဏ္ဍာရေးနှစ်မှာကမ်ဘလူမြို့နယ်အတွင်းဖွင့်တဲ့ကျောင်းဖွင့်လှစ်နိုင်ခဲ့သောကျောင်း85ကျောင်းရှိပြီးတော့ကျောင်းသားကျောင်းသူ19080ဦးရှိပါတယ်။ယင်းကျောင်းသားကျောင်းသူများအား2022-2023ဘဏ္ဍာနှစ်လက်ကျန်ဖြစ်သောဘောပင်2250ဒါဇင်ခဲတံ3908ဒါဇင်ကျောင်းဝစ်စုံ2045စုံအားဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။2023-2024ဘဏ္ဍာရေးနှစ်မှာကမ်ဘလူမြို့နယ်အတွက်ကျောင်းသုံးပုံနှိပ်ဗလာဘောပင်ခဲတံကျောင်းဝစ်စုံများတည်ယူထုတ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။2024-2025ဘဏ္ဍာရေးနှစ်တွင်ဖွင့်လှစ်နိုင်သောကျောင်းပေါင်း85ကျောင်းရှိပြီးကျောင်းသူကျောင်းသား18909ဦးရှိပါတယ်။ကမ်ဘလူမြို့နယ်သို့စနစ်သစ်ဖြစ်သောကျောင်းသုံးပုံနှိပ် G5 အတန်းအတွက်1429စုံ G9 တန်းအတွက်958စုံ G12 တန်းအတွက်316စုံထုတ်ယူဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်။2024-2025ဘဏ္ဍာရေးနှစ်တွင်ကျန်အတန်းများအတွက်ထုတ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။2023-2024ဘဏ္ဍာရေးနှစ်တွင်ထုတ်ယူရန်ကြံရှိသောကျောင်းသုံးပုံနှိပ်ဗလာဘောပင်ခဲတံကျောင်းဝစ်စုံများကို2024-2025ဘဏ္ဍာရေးနှစ်တွင်ရွှေဘုံမှတစ်ဆင့်ထုတ်ယူထားရှိပြီးဖြစ်ပါတယ်။2025-2026ဘဏ္ဍာရေးနှစ်တွင်ဖွင့်လှစ်နိုင်ခဲ့သောကျောင်းပေါင်း85ကျောင်းရှိပြီးကျောင်းသူကျောင်းသား18394ဦးရှိပါတယ်။တပ်မတော်ရဟတ်ယာဉ်ဖြင့်ကျောင်းသုံးပုံနှိပ်240စုံသာလျှင်ရောက်ရှိခဲ့ပါတယ်။ရောက်ရှိလာသော240စုံကိုကျောင်းသားများ၏လက်ဝယ်သို့ဖြန့်ဝေပေးပြီးဖြစ်ပါတယ်။2024-2025ဘဏ္ဍာရေးနှစ်တွင်ထုတ်ယူရန်ကြံရှိသောကျောင်းသုံးပုံနှိပ်ဗလာစာအုပ်ဘောပင်ခဲတံကျောင်းဝစ်စုံများနှင့်2025-2026ကမ်ဘလူမြို့နယ်အတွက်ကျောင်းသုံးပုံနှိပ်ဗလာစာအုပ်ဘောပင်ခဲတံကျောင်းဝစ်စုံများကို2026-2029ဘဏ္ဍာရေးနှစ်မှာအသုံးပြုဖို့ကျောင်းသုံးဗလာစာအုပ်400ဒါဇင်အားတပ်မတော်ရဟတ်ယာဉ်ပကြုံဖြင့်25ရက်3လ2026ရက်နေ့မှာပေးပို့နိုင်ခဲ့ပါတယ်။လာတူကျောင်းသုံးပုံနှိပ်စာအုပ်အိတ်400ကိုလည်း25ရက်5လ2026မှာကမ်ဘလူခရိုင်ပညာရေးမှုရုံးသို့ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ပေးပို့ရန်ကြံရှိသောပစ္စည်းများမန္တလေးတူထောင်ရုံမှာရှိနေပြီးတော့ပေးပို့ဖြန့်ဝေနိုင်ရေးစီစဉ်ဆောင်ရွက်ဆဲဖြစ်ကြောင်းတင်ပြရပါတယ်။လမ်းကြီးအခြေအနေကောင်းမွန်မှာကပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းတင်ပြရပါတယ်။ဒေသအပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျောင်းသုံးပုံနှိပ်စာအုပ်စာရေးကိရိယာများနှင့်ကျောင်းဝတ်စုံများကိုပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဝန်ကြီးဌာနအစီအစဉ်ဖြင့်ဝယ်ယူပြီးတော့တနိုင်ငံလုံးကိုနှစ်စဉ်ဖြန့်ဝေပေးလျက်ရှိပါတယ်။ဝန်ကြီးရုံးများကိုပြည်ထောင်စုစီရင်စစ်ချုပ်ရုံးမှစစ်ဆေးလျက်ရှိပါတယ်။တိုင်းနယ်ပြည်နယ်အလိုက်ဖြန့်ဝေမှုတွေကိုတော့သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်စီရင်စစ်ချုပ်ရုံးများကတာဝန်ပေးစစ်ဆေးစီပါတယ်။အစီရင်ခံစာများကိုပြည်ထောင်စုစီရင်စစ်ချုပ်ရုံးမှစုစည်းအစီရင်ခံစာထုတ်ပြန်ပြီးတော့ထူးခြားသောတွေ့ရှိချက်များကိုပြည်သူ့လွှတ်တော်သို့နှစ်စဉ်2ကြိမ်တင်ပြအစီရင်ခံရပါတယ်။မြို့နယ်စီရင်စစ်ရုံးတွေကတိုင်းနယ်ပြည်နယ်ခွဲတန်းများမှရရှိဖြန့်ဝေမှုများကိုတိုင်းဒေသကြီးစီရင်စစ်ချုပ်ရုံးမှတစ်ဆင့်မြို့နယ်စီရင်စစ်ချုပ်ရုံးများကိုတာဝန်ပေးစစ်ဆေးစီပြီးစုစည်းအစီရင်ခံစာကို
ပြည်ထောင်စုစီရင်စစ်ချုပ်ရုံးကိုပေးပို့လျက်ရှိပါတယ်မြို့နယ်ပညာရေးမှုရုံးများ၏ဗန္ဒာငွေရရှိမှုသုံးစွဲမှုကိုသာမြို့နယ်စီရင်စစ်ချုပ်ရုံးများမှစစ်ဆေးပြီးတော့အစီရင်ခံစာထုတ်ပြန်လျက်ရှိပါတယ်တာဝန်ပေးအစီရင်ခံစာများကိုတော့မိမိသက်ဆိုင်ရာစီရင်စစ်ချုပ်ရုံးများကိုသာပေးပို့ပြီးတိကျအစီရင်ခံစာထုတ်ပြန်ခြင်းမရှိပါကြောင်းဖြေကြားအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဖောင်းမြေမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1မှဦးတင်မင်းထွတ်အားခွင့်ပြုမေးခွန်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်ဒီစားပါတော့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ရုံးဝန်ထမ်းအကြီးအမှုနဲ့ဝန်ထမ်းများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဖောင်းမြေမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးတင်မင်းထွတ်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရကျေပွင့်အမှတ်သားပြမေးခွန်းတစ်ခုမေးမြန်းဆွေးနွေးတော့မှာဖြစ်ပါတယ်ဖောင်းမြေနယ်အုံတာအုပ်စုချောင်းကကျေးရွာနဲ့ရွှေညောင်ပင်ကျေးရွာအုပ်စုပကံတောင်ကျေးရွာအကြားမှာနမ်မခွင်ချောင်းရည်တိုက်စားမှုကြောင့်ရွာချင်းဆက်လမ်းဟာနှစ်စဉ်လိုပျက်စီးခဲ့ရပါတယ်။တို့ပြင်ချောင်းရည်တိုက်စားမှုကြောင့်နေအိမ်များပြောင်းရွှေ့ခဲ့ရသည့်အထိဒုက္ခရောက်ရှိခဲ့ကြရပါတယ်။ချောင်းကကျေးရွာမှာကျောင်းသူကျောင်းသားများဟာရွှေညောင်ပင်အလဲတန်းကျောင်းကိုကျောင်းတက်ရောက်ကြရတဲ့အတွက်အခက်အခဲများစွာကြုံတွေ့နေကြရပါတယ်။ပညာရေးအပြင်အခြားစီးပွားရေးလူမှုရေးစီးပွားရေးမှစပြီးအစအရာအခက်အခဲများစွာကြုံတွေ့နေကြရတာဖြစ်ပါတယ်။တို့ဖြစ်ပါရဲ့ကျေးရွာနေရာကြားရှိနမ်မခွင်ချောင်းရည်တိုက်စားနေတော့ချောင်းကပားကိုရေလွှဲမြေထိန်းနိုင်ရန်တိဆောက်ပေးနိုင်ခြင်းရှိမရှိနဲ့ချောင်းကွာရွာနဲ့ပကံတောင်ကျေးရွာကြားရွာချင်းဆက်လမ်းကိုကြောက်ချိုးလမ်းခင်းပေးနိုင်ခြင်းရှိမရှိသိရှိလိုကြောင်းလွှတ်တော်ဥက္ကဋ္ဌမှတဆင့်လေးစားစွာအမြင်များပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရန်ဖြစ်ပါတယ်လေးစားပါတော့တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဆိုအဖွဲ့စီမံကိန်းစီးပွားရေးနဲ့ဗဏ္ဍာရေးဝန်ကြီးဦးအောင်စောဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဖောင်းပြမြို့နယ်မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးတင်မင်းထွတ်ရဲ့မိခွန်းကိုစာပြိုးရေးမွေးမြူရေးနဲ့ဆံပြောင်းဝန်ကြီးရဲ့ကိုစားပြန်လည်ဖြေချပေးတော့မှာဖြစ်ပါတယ်ဖောင်းပြမြို့နယ်အုံတာအုပ်စုချောင်းကကျေးရွာနဲ့နမန္တာကျေးရွာအုပ်စုပကံတောင်ရွာကြားနမ်ခွန်ချောင်းရည်တိုက်စားနေသောနေရာမှာအလျာ600ပေခန့်ရှိကြောင်းသိရှိရပါတယ်။လက်ရှိခြေနေရနေမြေလုံခြုံမှုအားနည်းနေသည့်အတွက်ကွန်စင်တိုင်းတာမှုဆောင်ရွက်၍ရသည့်အချိန်တွင်အသေးစိတ်တွက်ချက်မှုများစစ်ဆေးတိုင်းတာတွက်ချက်ပြီးရန်ကုန်ငွေတောင်းခံတင်ပြကာရန်ကုန်ငွေရရှိမှုပေါ်မူတည်၍ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းမေခွန်းတစ်အားပြကြပါတယ်။ဆက်လက်ပြီးတော့ချောင်းခွရွာနဲ့ပကံတောင်ရွာကြားရွာချင်းဆက်လမ်းဖြစ်သည့်လက်ရှိမြေသားလမ်း2မိုင်3ဖာလုံးရှိပြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှစီမံခန့်ခွဲရှိသောလမ်းဖြစ်ပါတယ်။ကျေးရွာရှိရွာအင်ဂျင်940လူဦးရေ2100ကျိုးပြီးသည့်လမ်းဖြစ်ပါတယ်။နယ်မြေအေဂျင့်ပြီးကွန်ဆင်းဆောင်ရွက်ရသည့်ချိန်တွင်ပညာရှင်များဆက်လွတ်ပြီးကွန်ဆင်းတိုင်းတာကရန်ကုန်ငွေတစ်ချက်တင်ပြတောင်းခံသားမည်ဖြစ်ပြီးရန်ကုန်ငွေရရှိမှုပေါ်မူတည်၍ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းလေးစားစွာဖြင့်ဖြေကြားပါတယ်ခင်ဗျာ။ဆက်လက်ပြီးမင်းငယ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်2မှဦးမြင့်ကျော်အားခွင့်ပြုမေးခွန်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်ဒေသအပ်ပါသောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့လွှတ်တော်ရုံးဝန်ထမ်းများလွှတ်တော်ကိုယ်စားလှယ်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါရခင်ဗျာကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးမင်းငယ်မြို့နယ်အမှတ်2တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ကျော်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့လွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရကျယ်ဝန်းပြမေခွန်းတစ်ခုကိုဆွေးနွေးမေးမြန်းသွားမှာဖြစ်ပါတယ်ဒေသအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာမင်းငယ်မြို့နယ်လုံခြုံရေးအခြေအနေဆိုးရတဲ့မြို့နယ်တွေထဲမှာပါပါတယ်မြို့နယ်အတွက်ဖွံ့ဖြိုးရေးလုပ်ငန်းမလုပ်ရတာလဲကြာမြင့်ပြီဖြစ်သလိုမြို့နယ်တွင်းရှိလမ်းတရားများမှာလည်းအခြေအနေဆိုးဝါးစွာပျက်စီးနေပါတယ်ပျက်စီးနေတဲ့လမ်းတွေကလုံခြုံရေးကောင်းမွန်တဲ့မြို့အတွင်းနဲ့အနီးပိုင်းကျေးရွာတွေမှာဆက်သွယ်ထားတဲ့လမ်းတွေလည်းပါဝင်ပါတယ်
အဲ့လမ်းတွေကအနောက်လက်ဒေသနဲ့မင်းကင်းမြို့ဆက်သွယ်ထားတဲ့မင်းကင်းတလပါကြီးဝလမ်းစုံဥကျော်စန်းနေမှအန်ဇီယာရွာအထိတမိုင်ခန့်မှလည်းသွားရေးလာရေးခက်ခဲပြီးပြည့်စည်နေတာဖြစ်ပါတယ်အဲ့လမ်းကိုကွန်ကရစ်ခင်းပေးရန်လည်းလိုအပ်လျက်ရှိပါတယ်ခင်ဗျာတို့ဖြစ်ပါ၍မင်းကင်းတလပါလမ်းစုံမှအန်ဇီယာကြီးရွာအထိလမ်းရှိတမိုင်ခန့်အားတွာလာမှုအစဉ်ပြေချုံးမှုစီရန်အတွက်ကွန်ကရစ်လမ်းခင်းပေးရန်အစီအစဉ်ရှိမရှိပြည်သူများကိုစားမင်းများတင်ပြအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရင်ဖြစ်ပါတယ်လေးစားပါတော့တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းတိုင်းဆိုအဖွဲ့စီမံကိန်းစီးပွားရေးနဲ့ဗဏ္ဍာရေးဝန်ကြီးဦးအောင်စောဖြစ်ပါတယ်ကျွန်တော်အနေနဲ့မင်းကင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ပြည့်ကျော်ကြီးမေကွန်းကိုစိုက်ပျိုးရေးဝန်ကြီးနဲ့ဆမ်မဝန်ကြီးရဲ့ကိုစားဖြေချပေးတော့မှာဖြစ်ပါတယ်မင်းကင်းအစရာမိုးကိုင်းတူမရအင်ဂျင်တောင်လမ်းရဲ့လက်ရှိချင်းတွေမှာအမာခံဂျင်းလန်း3မိုင်2ဖာလုံးနဲ့မြေလန်း1မိုင်2ဖာလုံးစုစုပေါင်း4မိုင်4ဖာလုံးရှိပြီးကျေးရွာ4ရွာအင်ဂျီ364လူဦးရေ1984ဦးအားအကျိုးပြုသည့်တိုင်းဒေသကြီးမှာစီမံခန့်ခွဲမှုရှိသော Class A လမ်းမျိုးစားဖြစ်ပါတယ်ယခုတင်ပြပါလမ်းမှာမင်းကင်းတလဲပါလမ်းမှာတဆင်အစရာရွာသို့တွားရသောလမ်းဖြစ်ပါတယ်ယခု2026-2029ဘဏ္ဍာရေးနှစ်မှာလည်းအစရာရွာတွင်းလမ်း4ဖာလုံးရှိကိုကွန်ကရစ်လမ်းခင်းရန်ခွင့်ပြုငွေကျပ်248.36တန်းခွင့်ပြုထားပြီးဖြစ်ပါတယ်ယခုကြံရှိနေသောအစရာရွာဝင်လမ်းတမိုင်ခန့်ကိုဦးစီးဌာနမှအသေးစိတ်ကွန်စင်တိုင်းတာတွက်ချက်ပြီးကိုယ်တလမ်းဖြစ်သို့အစစ်မြစ်တင်နိုင်ရေးအတွက်ဗဏ္ဍာငွေတင်ပြတောင်းခံပြီးဗဏ္ဍာငွေရရှိမှုပေါ်မူတည်၍ဆောင်ရွက်ပေးတော့မှာဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်ခင်ဗျာခန္တီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1မှာဦးအောင်နိုင်သူအားခန္တီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးမြတ်ကိုမေးမြန်းသည့်ကျယ်ဝန်းပြမေးခွန်းတို့နဲ့အတူပေါင်း၍မေးခွန်းကိုမေးမြန်းသွားဖို့ဖိတ်ခေါ်ပါတယ်လေးစားပါတော့စကိုင်းနယ်ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌစကိုင်းနယ်ဒေသကြီးအစိုးရအဖွဲ့ဖွဲ့ဝင်ကြီးများမဲဆန္ဒနဲ့တည်တည်မှတက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်များတမန်တော်သားလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ရုံးကြီးမှုနဲ့ရုံးဖွဲ့ဝင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ကျွန်တော်ကတော့ခန်းကြီးမြို့နယ်ကိုယ်စားလှယ်မှနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်သူဖြစ်ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရကျေပွင့်ပြမြေခွန်းတစ်ခုကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်လေးစားပါတော့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့ခိုင်လေးမြို့ပါဆိုလို့ရှိရင်ရပ်ကွက်3ရပ်ကွက်နဲ့ဖွဲ့စည်းတည်ရှိပြီးတော့မြို့မြေဧရိယာ998ကစတူရမိုင်အဖြစ်1.2မိုင်ကျေပွင့်ပြီးချင်းနဲ့ကမ်းလမ်းဖူးမှာတည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ချင်းနဲ့ကမ်းလမ်းဖူးမှာတည်ရှိတဲ့မြို့ဖြစ်တဲ့အားလုံးစားပဲမိုးရင်းကလာမြေကြီးချိန်တွေမှာမြို့ထဲမှာမြေကြီးပြီးတော့ရေကြီးချမှုတွေဖြစ်ပေါ်ပြီးပြည်သူတွေဆိုလို့ရှိရင်ရေပေးတင်ခြင်းနဲ့အခြားမလူလားတဲ့ရေပေးဒုက္ခတွေကိုနှစ်စဉ်ကြုံတွေ့ခံစားနေရပါတယ်2023ခုနှစ်မှာဆိုလို့ရှိရင်ခဏမျိုးမှာရေကြီးချမှုဖြစ်ပေါ်မှုကြောင့်ကျွန်တော်တို့ကျွမ်းတော်တိရစ္ဆာန်နဲ့အခြားစားသုံးကုန်လူသုံးကုန်နဲ့အဝတ်ထည်စားတဲ့ပြည်သူပန်းနယ်ကိုစက်တန်ပေါင်းများစွာထိခိုက်ပစ္စည်းဆုံးရှုံးခဲ့တဲ့တာရကလည်းရှိခဲ့ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာခဏမျိုးတွေမှာရေကြီးချမှုဖြစ်ပေါ်နေတဲ့အဓိကအကြောင်းရင်းကတော့ရေနှုတ်မြောင်းတွေကိုရေစီးလာကောင်းဖို့စေရေးပြင်းဆောင်ရွက်ထားခြင်းမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်ရေစီးလာကောင်းဖို့စေဖို့အတွက်ရေနှုတ်မြောင်းတွေဆောင်ရွက်ပေးမယ်ဆိုပါကပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ရေပီဒုက္ခမှလည်းကင်းဝေးနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ခဏမျိုးမှာဦးစားပေးရေနှုတ်မြောင်းဆောင်ရွက်ပေးစီလိုတဲ့နေရာတွေကိုအပိုင်းနဲ့တင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့အပိုင်း1အနေနဲ့ပုံမှန်ရက်ွက်ပင်မရေနှုတ်မြောင်းအနေနဲ့အောင်တီတိဇီလန်ဒရာမလာရှုစီစဉ်ဒရာအထိ142ပေ
ငါရှုစီဆိုင်တရားနေပြီးတော့မိသက်ယုံထိ350ပေမိသက်ယုံတရားမှတောချောင်းတရားထိ1133ပေတောချောင်းတရားမှတုတ်တန်စရထိ990ပေတုတ်တန်စရမှတာစီတရားအမှတ်1ထိ1333ပေတာစီတရားအမှတ်1ကနေတော့တာစီတရားနှစ်အထိ695ပေတာစီတရားအမှတ်2ကနေပြီးတော့တစ်တာတရားအထိ944ပေတစ်တာတရားမှတာစီအမှတ်3တရားအထိ921ပေတာစီတရားအမှတ်3ကနေပြီးတော့တာစီရီထိန်တကားအထိရတော့310ပေစုစုပေါင်းအမှတ်1ရဲ့အရှိကတော့6119ပေဖြစ်ပြီးတော့အပိုင်းနဲ့ဖြစ်တဲ့ဇီးပြူကုန်းပင်မရင်းနှီးမြောင်းနေနဲ့စိုက်ပျိုးရေးတရားကနေတော့လူကိုကုကလေးတရားအထိ335ပေလူကိုကုကလေးတရားကနေပြီးတော့အေးချမ်းတာယာတရားအထိ800ပေအေးချမ်းတာယာတရားကနေပြီးတော့ရွှေညောင်ပင်တရားအထိ630ပေရွှေညောင်ပင်တရားကနေပြီးတော့မှအောင်တပေတရားအထိ255ပေအောင်တပေတရားနေပြီးတော့မှဝန်ထိုင်းအရာအထိ665ပေရှိပြီးတော့ဇီးပြူကုန်းပင်မရင်းနှီးမြောင်းစုပေါင်းရှိတာဆိုလို့ရှိရင်2685ပေဖြစ်ပါတယ်တို့ပါတော့ကြောင့်ကျွန်တော်ခန်းကြီးမြို့ပေါ်နဲ့အနီးဝန်းကျင်ကြေးရွာရှိပြည်သူတွေရည်ကြီးရည်ဆောင်မှုနဲ့ဒီပြည်ဒုက္ခများမှကင်းလွတ်နိုင်ရေးအတွက်ထက်ဖော်ပြပါအပိုင်း1ပုံမှန်ရက်ွက်ရင်းနှီးမြောင်းစုပေါင်းရှိ6119ပေနဲ့အပိုင်းနဲ့ဖြစ်တဲ့ဇီးပြူကုန်းရက်ွက်ရင်းနှီးမြောင်း2685ပေတို့ဟာကွန်ကရစ်ရည်မြောင်းဆောင်ရွက်ပေးနိုင်ရာအစီအစဉ်ရှိမရှိကိုစီစဉ်ရှိပါကအနည်းဆုံးပန်နာရေးနည်းနဲ့တွင်ဦးစားပေးဆောင်ရွက်ပြီးတော့ရန်ခဏမျိုးနဲ့ပြည်သူလူထုကိုစားဥက္ကဋ္ဌကြီးမှတစ်ဆက်လေးစားစွာမြင့်မြတ်တင်ပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရန်ဖြစ်ပါတယ်မြေသားပတ်သောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်လာကြသောအစိုးရဖွဲ့ဝင်ဝန်ကြီးများအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှစီမံသားရေးဝန်ကြီးဒေါက်တာတောင်းနိုင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ခန်းဒီမြို့ဇီးပြူကုန်းရက်ကွက်မှာဆိုလို့ရင်စုစုပေါင်းပေ2685ပေရှိတဲ့စိုက်ပျိုးရေးတရားမှအောင်တပြေတရားအထိပင်မရေနုံမြောင်းအပိုင်း9ခုနဲ့ခန်းဒီမြို့ပေါ်မရက်ကွက်မှာရှိတဲ့စုစုပေါင်းပေ6119ပေရှိတဲ့အောင်တီတိဇေလန်တရားနေပြီးတော့မှတာစီရေတကားအထိပင်မရေနုံမြောင်းအပိုင်း9ပိုင်းဖြစ်တဲ့ဒီຢာတွေကိုအပိုင်းလိုက်ကွန်ကရစ်ရေမြောင်းဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိမရှိလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်ကိုနဲ့ဦးအောင်နိုင်သူတို့ရဲ့မေးခွန်းကိုဖြေကြားတော်မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒါခန်းဒီမြို့ဇီးပြူကုန်းရပ်ကွက်မှာဦးမြတ်ကိုရဲ့မေးခွန်းအပိုင်း1ဆိုတော့တော့စိုက်ပျိုးရေးတရားနေပြီးတော့မှအောင်တပြေတရားအထိပေးရှိ2685ပေနဲ့ပေါ်မိုင်းရပ်ကွက်မှာရှိရဲ့အောင်တီတိဇေလန်တရားမှတာစီရေတကားအထိအရှိ6118ပေရှိရဲ့ရေနှုံမြောင်း2မြောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဟာကိုခန်းဒီစီမံသားရေးအဖွဲ့မှအင်ဂျင်နီယာဦးကျော်စောဝင်းကိုကျွန်တော်သူ့ရဲ့တင်ပြချက်အရာဆိုရင်ဟိုကြောက်စီရေမြောင်းပြုတ်လုတဲ့နေရာမှာဆိုရင်ကြောက်ကြီးရရှိရန်အခက်အခဲရှိရဆိုပြီးတော့ဒါတင်ပြလာတာဖြစ်ပါတယ်အဲကြောင့်ကြောက်ကြီးအစားကွန်ကရစ်မြောင်းဒါမှမဟုတ်လည်းအုပ်စီမြောင်းပြုတ်လုခြင်းကိုသာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းဒါတင်ပြထားတာဖြစ်ပါတယ်ဒါမြေပြင်ကွင်းစင်းစစ်ဆေးချက်အရာဆိုရင်ဇီးပြူကုန်းရပ်ကွက်မှာရှိတဲ့စိုက်ပျိုးရေးတရားမှအောင်တပြေအထိပေ2685ပေအနက်စိုက်ပျိုးရေးတရားနေပြီးတော့မှအေးချမ်းတာယာတရားအထိပေရှိ1135ပေကိုကျွန်တော်တို့ကအကျယ်6ပေအနက်6ပေရှိတဲ့ကွန်ကရစ်ရေမြောင်းဒါပြုလုပ်ဖို့ရှာအတွက်၎င်းနောက်အေးချမ်းတာတရားနေပြီးတော့မှဝန်ထမ်းအရာတရားအထိပေပေါင်း1155ပေကိုအကျယ်10ပေအနက်အကျယ်6ပေအနက်10ပေကွန်ကရစ်ရေမြောင်းဖြစ်၎င်းကျွန်တော်တို့အပိုင်းလိုက်ဒီလိုကြီးဆောင်ရွက်ဖို့ရှာအတွက်ဒါသူ့ရဲ့တိုင်းတာချက်အရဒီဇိုင်းဆောင်ရွက်ထားခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဦးအောင်နိုင်သူရဲ့ဒီရင်းတို့မြောင်းဖြစ်တဲ့ပေါ်မိုင်းရပ်ကွက်မှာရှိတဲ့အောင်တီတိ
ဈေးလန်းတရားနေပြီးတော့မှတာစီရေတကားအထိအရှိပေ6118ပေရှိတဲ့အနက်မှာအောင်သီရိဈေးလန်းတရားနေပြီးတော့မှတုတ်တန်ဇရအထိကပေပေါင်း2514ပေကိုကျွန်တော်တို့အကျယ်6ပေအနက်6ပေရှိတဲ့ကွန်ကရစ်ရေမြောင်းဖြစ်၎င်းတုတ်တန်ဇရကတည်းပြီးတော့မှတာစီရေတကားအထိအရှိ3603ပေဟိုအကျယ်6ပေနဲ့အနက်8ပေကွန်ကရစ်ရေမြောင်းဖြစ်တာပြုလို့ဖို့ရှာအတွက်ဒါဒီဇိုင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဒါပေမဲ့အဆိုပါဒီရင်တုံမြောင်းကွန်ကရစ်ရင်တုံမြောင်းတစ်ခုကိုကျွန်တော်တို့အပိုင်းလိုက်ဆောင်ရွက်နိုင်မှုရှာအတွက်ဒေသနာစီမံကိန်းထဲမှာထည့်သွင်းကြထားပြီးတော့မှရန်မှုငွေရရှိမှုအပေါ်မှာဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြပါတယ်တစ်ဆက်တည်းနဲ့ကျွန်တော်တို့ဒီဒီဇိုင်းဆောင်ရွက်တဲ့အပေါ်မှာကျွန်တော်တို့ခံမှန်းကုန်ကျစရိတ်ကိုလည်းကျွန်တော်တို့တွက်ခိုင်းထားတဲ့အခါမှာတော့ပေ100မှာဆိုလို့ရှိရင်6ပေအကျယ်6ပေအနက်ရှိတဲ့ဒါကွန်ကရစ်ရေမြောင်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတန်းပေါင်း138.5နှစ်တန်းဖြစ်ပါမယ်နောက်တစ်ခါ6ပေအကျယ်10ပေအနက်ရှိတဲ့အကွန်ကရစ်ရေမြောင်းလုပ်မယ်ဆိုလို့ရှိရင်ပေ100မှာဆိုလို့ရှိရင်156.8တန်းရှိကြောင်းဒါလေးပါဥပဒေပြီးတော့မှတင်ပြပါပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးအစည်းအဝေး6ခုဆောင်ရွက်သွားမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအစည်းအဝေးအထမနေ့16ရက်6လ2026ရက်နေ့တွင်ခန္တီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးမြတ်ကိုမြင်းများခဲ့သောခန္တီမြို့နယ်အတွင်းကျောင်းများတွင်ပညာရေးကဏ္ဍမြင့်တင်နိုင်ရေးအတွက်ကျောင်းဖွင့်ခြင်းအမီဆရာဆရာမများခံထားနိုင်ရန်အစီအစဉ်ရှိမရှိမေးခွန်းအပေါ်လူမှုရေးရာဝန်ကြီးမှထပ်မံရှင်းလင်းဖြေကြားရန်ဖြစ်ပါတယ်ဒေသအပါသောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုယ်စိတ်ကျမ်းမာချမ်းသာပါစေကြောင်းဥစွာဆုတောင်းမေတ္တာပို့သရပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဆိုရအဖွဲ့မှလူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ခန္တီမြို့နယ်မဲဆန္ဒနယ်အမှတ်1မှာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်ကိုဤလွှတ်တော်စည်းဝေးသို့မေးမြန်းမှုပေါ်ထပ်မံဖြေကြားသွားမှာဖြစ်ပါတယ်လေးစားပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာခန္တီမြို့နယ်အတွင်းမှာအထက်တန်းစစ်တင်ကျောင်းစာတင်ကျောင်း10ကျောင်းအလယ်တန်းစစ်တင်စာတင်ကျောင်း32ကျောင်းနဲ့မူလတန်းစစ်တင်ကျောင်းစာတင်ကျောင်း92ကျောင်းရှိပါတယ်2025-2026ပညာသင်နှစ်မှာအထက်တန်းစစ်တင်ဆရာဆရာမ45ဦးအလယ်တန်းအဆင့်တင်ဆရာဆရာမ36ဦးမူလတန်းအဆင့်တင်ဆရာဆရာမ156ဦးဖြင့်ဒီပညာသင်ကြားခဲ့ကြောင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်၎င်းအပြင်2026-2029ပညာသင်နှစ်မှာလည်းကျောင်းဖွင့်အမီပညာရေးဝန်ကြီးဌာနမှဆရာဆရာမများအားယာရုတိုးပြောင်းရွှေ့ခံထားပြီးကြောင်းလည်းတင်ပြခဲ့ပြီးဖြစ်ပါတယ်ခန္တီဒေသတစ်ခုလုံးခြုံပြီးတော့တင်ပြရရင်2026-2029ပညာသင်နှစ်မှာအနှံကျောင်းသားအထက်တန်းအဆင့်443ဦးအလယ်တန်းအဆင့်1906ဦးမူလတန်းအဆင့်3425ဦးရှိပြီးအထက်တန်းအဆင့်တင်ဆရာ59ဦးအလယ်တန်းအဆင့်တင်38ဦးမူလတန်းအဆင့်တင်198ဦးဖြစ်သဖြင့်ဒေသတစ်ခုလုံးနဲ့ခြုံကြည့်မယ်ဆိုရင်တော့အထက်တန်းအဆင့်တင်ကျောင်းသူကျောင်းသားနဲ့ဆရာအချို့ဟာ1ချိုး8အလယ်တန်းအဆင့်တင်ကျောင်းဆရာဆရာမအချို့ကဆိုရင်1ချိုး45မူလတန်းအဆင့်တင်ကျောင်းဆရာဆရာမအချို့1ချိုး19တို့ဒေတာတစ်ခုလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ရှိပြီးတော့အသင့်အတင်လုံလောက်မှုရှိကြောင်းတင်ပြပြီးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာလွှတ်တော်ကိုယ်စားလှယ်ကြီးမှာကျောင်းဆရာဆရာမမရှိသောစာသင်ကျောင်း24ကျောင်းအားကျောင်းဖွင့်ပြီးဆရာဆရာမများခန့်အပ်ပေးနိုင်ခြင်းရှိမရှိဒီထက်ဆင့်မေးမြန်းမှုအပေါ်ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်ခန္တီခရိုင်ခန္တီမြို့နယ်အတွင်းဆရာဆရာမများခန့်အပ်ထားနိုင်ခြင်းမရှိတဲ့စာသင်ကျောင်း24ကျောင်းနဲ့ပတ်သက်ပြီးတော့တင်ပြရရင်ခန္တီမြို့နယ်အတွက်ကျွန်တော်တို့2021-2022ပညာသင်နှစ်အတွင်းမှာ
တရင်စာမှခေါ်ယူပြီးတော့အသစ်ခန့်လက်ထောက်မူလာတန်းပြဆရာဆရာမများခေါ်ယူပြီးတော့ခန့်အပ်ထားခဲ့ပါတယ်ဆရာဆရာမများအင်အားအပြည့်ခန့်အပ်ပေးထိုင်ခဲ့ကြောင်းသိရှိရပါတယ်သို့တော်လည်းလမ်းမဆက်သွယ်ရေးအခက်အခဲစားဝတ်နေရေးအခက်အခဲများအပြင်၎င်းဆရာဆရာမများကိုတစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ဒေသအတွင်းတစ်နှစ်တာဝန်ထမ်းဆောင်ပြီးပါကအပြောင်းရွှေ့ဆောင်ရွက်နိုင်တယ်ဆိုတဲ့မူအရပြောင်းရွှေ့လျှောက်ထားသူများပြားပြီးပြောင်းရွှေ့သွားတဲ့အတွက်ကြောင့်ဆရာဆရာမများညှော်နှဲသွားရခြင်းဖြစ်ကြောင်းတင်ပြရပါတယ်ပညာရေးကောလိပ်တင်တဲ့ဆင်းတဲ့လက်ထောက်မူလာတန်းပြဆရာဆရာမအသစ်များကိုလည်းခန့်ထားခွင့်ပြုခဲ့ရမှာခန့်ထားခွင့်ပြုစေလွတ်ခဲ့ရမှာလဲမြို့ဤစီအဆင့်ဒီအဆင့်ဤအဆင့်ရှိတဲ့ကျောင်းများတွေကိုသာခန့်ထားရန်ညွှန်ကြားခဲ့တဲ့အတွက်ခန္တီမြို့နယ်အတွင်းမှစေလွတ်တဲ့တင်တန်းသားကျောင်းဆရာမအဖြစ်လျှောက်ထားတဲ့အဆင့်မီဤတင်တန်းသားစေလွတ်မှုအလွန်နည်းပါးပါတယ်ပုံမှန်အပြောင်းအရွှေ့အပြောင်းအတူဆောင်ရွက်ချိန်တွင်မှာလဲခန္တီမြို့နယ်သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ဆန္ဒပြုလျှောက်ထားတဲ့သူနည်းပါးခြင်းတို့ကြောင့်လိုအပ်သည့်ဝန်ထမ်းအင်အားအတိုင်းအပြည့်အဝခံထားနိုင်ခြင်းမရှိခဲ့ပါကြောင်းတင်ပြရပါတယ်လေးစားပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာခန္တီမြို့နယ်ဤဆရာလိုအပ်ချက်အားအယူခံဝင်ပြီးတော့ပြန်လည်ခန့်ထားပြန်ခန့်တာဝန်ထမ်းများတာဝန်ပေးအပ်ခြင်းဖြင့်လေဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ပိတ်ကြောင်းများမှမြို့နယ်အတွင်းဖွင့်ကြောင်းများသို့တွဲဖက်ပေးပြီးတော့ပုံရှံသောဝန်ထမ်းများကိုလည်းဆန္ဒပြုခေါ်ယူပြီးယာယီတွဲဖက်ပေးခြင်းအပြင်၎င်းခန္တီခရိုင်ပညာရေးမှုခန္တီမြို့နယ်ပညာရေးမှုတို့နှင့်ပေါင်းစပ်ညှိနှိုင်းပြီးခန္တီမြို့နယ်အတွင်းမှာရှိတဲ့ဆရာဆရာမအင်အားများသောကျောင်းများမှဝန်ထမ်းများဖြင့်ကျောင်းအုပ်စုလိုက်ဖြည့်ဆည်းပေးခြင်းဖြင့်၎င်းနောက်တစ်ခုကတော့ပညာရေးတက်ကူလို့ဆင်းအထက်တန်းပြအသစ်ခန့်ရမယ်အထက်တန်းပြများနှင့်ပညာရေးကောလိပ်ဆင်းလက်ထောက်မူလာတန်းပြအသစ်များကိုဖြည့်ဆည်းပေးခြင်းဖြင့်၎င်းဆောင်ရွက်ပေးသွားနိုင်ပါကြောင်းပေးသွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခန္တီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1မှဦးမြတ်ကိုအနေဖြင့်သက်ဆိုင်ရာဝန်ကြီးဖြေကြားချက်အပေါ်သဘောတူကျေနပ်မှုရှိမရှိသဘောထားဖြေကြားပေးရန်ဖြစ်ပါတယ်ဒီစားပါတော့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအခုတော့ကျွန်တော်တို့အဖြေကိုကျွန်တော်တို့ခန့်ထားပေးမယ်လို့ဖြေတဲ့အတွက်လက်ခံလို့ရပါတယ်ကျေးဇူးတင်ပါတယ်အစီအစဉ်ကိုဆက်လက်ဆောင်ရွက်ပါမယ်စီမံသားရေးဝန်ကြီးခင်ဗျာအစည်းအဝေးနိုဝင်ဘာနေ့19ရက်6လ2026ရက်နေ့တွင်ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်2ဦးမင်းစောမင်းများခဲ့သောကလေးမြို့ညောင်မင်္ဂလာရပ်ကွက်နှင့်မင်္ဂလာဥယျာဉ်ရပ်ကွက်နယ်မြေတရှိ2018ခုနှစ်ကတည်ဆောက်ထားသည့်ဥပုပ်ချောင်းကူ82ပေမြောက်12ပေရှိတစ်သားတရားမှာအန္တရာယ်များလာသောကြောင့်၎င်းတရားအားဖျက်သိမ်းပေးပြီးဘေလီတစ်သားတရားသို့မဟုတ်တန်ကူကွန်ကရစ်တရားအဖြစ်တည်ဆောက်ပေးနိုင်ခြင်းရှိမရှိမေးခွန်းပေါ်ထပ်မံရှင်းလင်းဖြေကြားပေးရန်ဖြစ်ပါတယ်လေးစားပါသောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်အနေနဲ့ဒီဦးမင်းစောကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1ရဲ့အစည်းအဝေးနဝနေ့18ရက်6လ2026ရက်နေ့မှာမေးမြန်းခဲ့တဲ့ကလေးမြို့ညောင်မင်းသားရပ်ကွက်နဲ့မင်္ဂလာဥယျာဉ်ရပ်ကွက်နယ်မြေတရှိ2018ခုနှစ်ကတည်ဆောက်ခဲ့တဲ့ဥပုပ်ချောင်းတရား82ပေ12ပေရှိတဲ့တစ်သားတရားမှာအန်ရများပြားလာသောကြောင့်၎င်းတရားအားဖြတ်သိမ်းပြီးတော့မှဘေလီတရားသို့မဟုတ်ကွန်ကရစ်တရားအဖြစ်တည်ဆောက်ပေးနိုင်ခြင်းရှိမရှိမေးခွန်းအားထပ်မံပြီးတော့မှကျွန်တော်အနေနဲ့ရှင်းလင်းတော်မှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီနေရာဆိုရင်ရှင်းခဲ့တဲ့နေရာမှာလွှတ်တော်ကိုယ်စားလှယ်ကြီးကနေပြီးတော့မှမိမိရဲ့ဖြေကြားချက်အားဒါလွဲမှားနေတယ်လို့ကျွန်တော်ယူဆမိလို့ထပ်မံဖြေကြားခြင်းဖြစ်ပါတယ်ကျွန်တော်ဖြေကြားတဲ့တည်းမှာဆိုကလေးမျိုးတွင်မှာဆိုရင်ဥပုပ်ချောင်းတရားများအဓိကလမ်းမကြီးတွေဖြစ်တဲ့ကျွန်တော်ဘိုးချုပ်လမ်းမတွေ
ဘိုးကျုပ်လမ်းမနောက်ဘေးနောက်လမ်းမစိတ်ကန်းနာလမ်းဩဘာလမ်းဝေဇယနာလမ်းနွားတောင်လမ်းဒီလမ်းမကြီးတွေပေါ်မှာကျွန်တော်6ဆင်းရှိတယ်ဆိုတာကိုဖြေခဲ့တယ်တခြားလမ်းတွေမှာလည်းဒါကိုတူကိုတာနဲ့လုပ်ထားတဲ့တရားတွေလည်းရှိပါတယ်ဥပမာပြောမယ်ဆိုရင်ဥဟိုဆိုလို့ရှိရင်ဥကိုတူကိုတာနဲ့ဆိုရင်ဥပန်ဒုကျုံဆိုလို့ရှိရင်တန်ကူကွန်ကရစ်တရားသူကအင်းအားလမ်းပေါ်မှာပေ30 15ပေ73ပေရှိတဲ့တရားလောက်ထားပါတယ်သူကလည်းသူ့ရဲ့ဟိုနဲ့61တက်သမ9သန်းဒီကကုန်ကြခံခဲ့ပါတယ်အဲကြတော့ကျွန်တော်ပြောရင်ဒါဒီတရားတွေရှိပါတယ်အဲ့မှာလည်းဖောင်းပြင်းမဲဆန္ဒနဲ့အမှတ်1ကနေပြီးတော့ဥတင်မောင်မြင့်ကလည်းကျွန်တော်17ရက်6လ2026ရက်နေ့မှာဆိုရင်ဝေဇယန်လမ်းမှာရှိတဲ့ပေ60 14ပေဒါကွန်ကရစ်တရားတစ်ခုနောက်တစ်ခုကတော့ဖောင်းပြင်းမဲဆန္ဒနဲ့အမှတ်1ကဥတင်မင်းထွေရဲ့15ရက်6လ2026ရက်နေ့မှာလဲဩဘာလမ်းပေါ်မှာခုနပြောတဲ့ဩဘာလမ်းပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ပေ41ပေ16ပေရှိတဲ့ကွန်ကရစ်တရားဒါတွေကိုလည်းကျွန်တော်တို့ဒီစီမံကိန်းရရှိတဲ့ပုံမှာလုပ်ပြန်ဖြစ်ပါတယ်ဒါဒီတန်မြစီမံကိန်းမှာယာထားပြီးမှရန်ငွေရရှိတဲ့ပုံမှာမူတည်ပြီးတော့အကောင့်တွေပေါ်ဆောင်ရွက်သွားမယ်လို့ဖြေကြပါတယ်အခုဦးမင်းစော်ရဲ့မေးခွန်းကတော့ကျွန်တော်တို့ဒီမှာညောင်းငင်းသားရက်ွက်နဲ့မင်္ဂလာဥယျာဉ်ရက်ွက်82ပေ12ပေဆိုတာရှိပါတယ်အဲ့ဒီရဲ့တရားကလည်းကျွန်တော်အခုဒီတရားကြီး6ခုနဲ့မှာဆိုလို့ရှိရင်နွားတောင်လမ်းပေါ်မှာရှိတဲ့လမ်းတစ်ခုဒါကွန်ကရစ်လမ်းတစ်ခုလမ်းပေါ်မှာရှိတဲ့ပေ60 12ပေဒါကွန်ကရစ်လမ်းအဖြစ်ကျွန်တော်တို့ဒီရန်မုံငွေရရှိအောင်မှာယာသွားမယ်ဆိုတတိယမြောက်တရားတစ်ခုဖြစ်ပါတယ်အဲ့ဒါကျွန်တော်လည်းအဲ့တုန်းကအဲ့လိုဖြေခဲ့ပါတယ်ခင်ဗျဒါပြီးလွဲမှားနေတယ်ဆိုပြီးတော့တင်ရလို့ဖြစ်ထပ်မှန်ပြီးတော့ဖြေကြရင်ဖြစ်ပါတယ်တရား3ဆင်းအဲ့တရား3ဆင်းရတယ်တကယ်တမ်းတော့ပြည့်စည်နေတဲ့တရား3ဆင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီစီမံကိန်းဒီဘာနာမွေရရှိအောင်မဟုတ်ဘူးမှဒီပြည့်စည်တဲ့တရား3ဆင်းကိုကျွန်တော်တို့ဦးစားပေး1နှစ်3နဲ့ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းထပ်မှန်ပြီးတော့မှဖြေကြရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကလေးမျိုးနယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်2မှာဦးမင်းစောအနေဖြင့်ဝင်ကြီးဖြေကြားချက်ပေါ်သဘောတူကျေနပ်မှုရှိမရှိသဘောထားဖြေကြားပေးရန်ဖြစ်ပါတယ်လေးစားပါတော့တော်တော်ကိုရိုက်စင်ရဝင်ကြီးဖြေကြားချက်အားတော့အနေနဲ့သဘောတူကျေနပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာလေကွန်များမေးမြန်းခြင်းဖြေကြားခြင်းအစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ်အစီအစဉ်၈ကိုဆက်လက်ဆောင်ရွက်ပါမယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာလွှတ်တော်အစည်းအဝေး17ရက်မြောက်နေ့မှာလွှတ်တော်ဥက္ကဋ္ဌမှပညာရေးကျန်းမာရေးအားကစားနှင့်ရည်ကြည်မှုဆိုင်ရာကော်မတီမှာပါဝင်တဲ့အဖွဲ့ဝင်ဥယျာဉ်အဖွဲ့ဝင်များရဲ့အမည်စာရင်းကော်မတီဥက္ကဋ္ဌအတွင်းရေးမှူးတို့၏အမည်စာရင်းနှင့်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှကော်မတီ၏တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နှင့်တက်တန်းတို့ဆက်လျင်းပြီးလွှတ်တော်၌ရှင်းလင်းဖတ်ကြားတင်ပြခဲ့ပြီးဖြစ်ပါတယ်အဆိုပါကော်မတီဖွဲ့စည်းတာဝန်ပေးအပ်မှုနဲ့ပတ်သက်ပြီးဆွေးနွေးလိုသောလွှတ်တော်ကိုယ်စားလှယ်များရှိပါက2026ခုနှစ်ဇွန်လ19ရက်တောက်ကြနေ့15:03နာရီအချိန်အရောက်အမည်စင်းတင်ပြရန်အကြောင်းကြားခဲ့တော်လဲကိုယ်စားလှယ်တဦးတယောက်မျှတင်ပြလာခြင်းမရှိတာတွေ့ရပါတယ်။ဒါကြောင့်ပညာရေးကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဖွဲ့စည်းတာဝန်ပေးအပ်မှုနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နဲ့တက်တန်းတို့ကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပညာရေးကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နှင့်တက်တန်းတို့ကိုအတည်ပြုရန်လွှတ်တော်ကသဘောတူပါသလားခင်ဗျာလွှတ်တော်ကသဘောတူပါသလားခင်ဗျာလွှတ်တော်ကသဘောတူပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်ပညာရေးကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီမှာဥက္ကဋ္ဌအဖြစ်ဦးတင်ဝင်းအရာတော်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1နဲ့အတွင်းမှု1အဖြစ်ဦးအောင်နိုင်သူခန္တီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်2
အတွင်းမှုနှင့်အဖြစ်ဦးမင်းဆွေကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်1တို့ဟာ၎င်းအဖွဲ့ဝင်များအဖြစ်ဦးကျော်သူကောလင်းမြို့နယ်ကိုယ်စားလှယ်အမှတ်2နှစ်ဒေါ်ကျူကျူစိန်မော်ဝါမြို့နယ်ကိုယ်စားလှယ်အမှတ်2 3ဦးစီယာဆိုးမြင်းမူမြို့နယ်ကိုယ်စားလှယ်အမှတ်1 4ဦးအောင်မင်းကျော်သူဘူးတလင်မြို့နယ်ကိုယ်စားလှယ်အမှတ်1 5ဦးတောင်းထိုက်ချောင်းဦးမြို့နယ်ကိုယ်စားလှယ်အမှတ်1 6ဦးကျော်စိုးခင်ဦးမြို့နယ်ကိုယ်စားလှယ်အမှတ်2 9ကြီးလေးခွန်ကိုလေးငါဘုံမူဝေဖြိုးတာတမ်းမတော်သားလွတ်တော်ကိုယ်စားလှယ်8ကြီး6ခွန်5 3 3ညဘိုးကြီးဒေါ်သီရိဟံတမ်းမတော်သားလွတ်တော်ကိုယ်စားလှယ်တို့ကိုတာဝန်ပေးရဖွဲ့စည်းကြောင်းနှင့်ပညာရေးကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဒါဝင်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နှင့်သက်တမ်းတို့ကိုလွတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးမှလွှတ်တော်သို့နှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်လေးစားစွာဖြင့်တင်ပြပါရခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာတတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွတ်တော်ဒုတိယပုံမှန်အစည်းအဝေးကို4ရက်6လ2026မှ22ရက်6လ26ရက်နေ့အထိ12ရက်အကြာကျင်းပပြုလုပ်ခဲ့ရမှာမကြာမီချိန်တွင်းမှာရပ်နာပါတော့မယ်လွတ်တော်ကာလမှာကိုယ်စားလှယ်များပေးပို့လာတဲ့အဆို3ခုကျေပွန်းပြမင်းကွန်း139ခုကျေပွန်းမပြမင်းကွန်း9ခုတို့ကိုစီစစ်ပြီးကိုယ်စားလှယ်33ဦးရဲ့အဆို2ခုကျေပွန်းပြမင်းကွန်း101ခုကျေပွန်းမပြမင်းကွန်း10ခုတို့ကိုမင်းများခွင့်ပြုပေးခဲ့ပြီးအဆို2ခုကိုအတည်ပြုပေးနိုင်ခဲ့ပါတယ်စီစစ်ချက်အရကြံရှိနေခဲ့တဲ့မင်းကွန်းချို့ကိုတော့မိမိတို့ရဲ့မြို့နယ်ရဲ့နယ်မြေဒေသအခြေအနေအရမင်းများရန်မသိတော်သေးတဲ့အတွက်ခိတ္တဆိုင်ငံ့ထားပြီးအခြေအနေပြီးလာတဲ့အချိန်ကြရင်နိစ္စရာလွတ်တော်အစည်းအဝေးတရားရမှာထည့်သွင်းမင်းများစီမှာဖြစ်ပါတယ်အချို့မင်းကွန်းများကိုတော့မင်းများမှုအကြောင်းအရာဆင်တူနေတဲ့အတွက်မင်းကွန်းမှပယ်ခဲ့ခြင်းကျေဝင်းပြမင်းကွန်းဖြစ်မင်းများရန်မသိတော်တဲ့အတွက်သက်ဆိုင်ရာကိုယ်စားလှယ်ရဲ့သဘောတူညီမှုနဲ့ကျေဝင်းမပြမင်းကွန်းဖြစ်ပြောင်းလဲမင်းများစီခဲ့ရပါတယ်ဒီအစည်းအဝေးမှာထူးခြားမှုအနေနဲ့အစည်းအဝေးတတိယနေ့10ရက်6လ2026ရက်နေ့၌စကိုင်းမြို့မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင်အကြမ်းအဖွဲ့များကထောင်ထားသောချင်းကိုင်မိုင်းပေါက်ကွဲမှုကြောင့်ဝန်ထမ်း6ဦးအပြစ်မဲ့ပြည်သူ73ဦးထိခိုက်ဒဏ်ရာရခဲ့မှုအတွေ့ဝန်ထမ်းကြောင့်နှင့်အကြမ်းဖက်အဖွဲ့များကိုကန့်ကွက်ရှုံချကြောင်းအဆိုကိုလွတ်တော်၌မှတ်တမ်းတင်နိုင်ခဲ့ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုကျင်းပခဲ့တဲ့ဒုတိယအကြိမ်ပုံမှန်စည်းဝေးမှာလွတ်တော်ကိုယ်စားလှယ်များဖြင့်သာပါဝင်ဖွဲ့စည်းထားတဲ့လွတ်တော်ရေးရာကော်မတီ9ခုနဲ့လွတ်တော်ကိုယ်စားလှယ်များမြို့နယ်များမှမြို့နယ်မြို့ဖများလုပ်ငန်းရှင်များပါဝင်တဲ့အထူးကိစ္စရပ်များလေ့လာစုံစမ်းစစ်ဆေးရေးနှင့်သူတေသနပြုရေးဆိုင်ရာအဖွဲ့တစ်ခုတို့ကိုဖွဲ့စည်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒါကြောင့်ပထမပုံမှန်စည်းဝေးမှာအတည်ပြုဖွဲ့စည်းခဲ့တဲ့လွတ်တော်ရေးရာကော်မတီ6ခုနဲ့ယခုအစည်းအဝေးမှာအတည်ပြုဖွဲ့စည်းခဲ့တဲ့လွတ်တော်ရေးရာကော်မတီ5ခုအဖွဲ့တစ်ခုစုစုပေါင်းလွတ်တော်ရေးရာကော်မတီ17ခုနဲ့အဖွဲ့တစ်ခုတို့ကိုအတည်ပြုဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။ဖွဲ့စည်းပေးထားပြီးဖြစ်တဲ့လွတ်တော်ရေးရာကော်မတီများအနေနဲ့မိမိတို့အစီအစဉ်ဖြင့်လွတ်တော်ရုံးမှာအစည်းအဝေးများပြုလုပ်ခြင်းကော်မတီနဲ့အဖွဲ့တို့ရဲ့ဖွဲ့စည်းမိန့်မှာပါရှိတဲ့မိမိတို့ကိုပေးရထားတဲ့တာဝန်များအတိုင်းတိုင်းဒေသကြီးအတွင်းပြည်သူလူထုများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူလူထုတွေ့ကြုံခံစားနေရတဲ့အခက်အခဲဒုက္ခများကိုကိုယ်စင်လေ့လာပြီးကိုယ်စွမ်းဉာဏ်စွမ်းရှိသဖြင့်ဖြ
ဖြည့်ရှင်းဆောင်ရွက်ပေးခြင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးတိုးတက်ရေးကိစ္စများသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြဖို့ကိုလည်းအထူးအလေးနဲ့ထားတိုက်တွန်းလိုပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့လွှတ်တော်အနေနဲ့ယခုကျင်းပခဲ့တဲ့ဒုတိယပုံမှန်စည်းဝေးကစပြီးကိုယ်စားလှယ်များကိုလုပ်ငန်းဆွဲဆောင်ရည်မြင့်မားစေရန်အတွက်တင်နန်းတစ်ခုဖွင့်လှစ်နိုင်ရေးမုံရာတက္ကသိုလ်စီးပွားရေးတက္ကသိုလ်ဗမောက္ခချုပ်များနဲ့တိုင်ပင်ညှိနှိုင်းပြီးမိမိတို့ဆောင်ရွက်နေတဲ့လွတ်တော်လုပ်ငန်းများအတွက်အမှန်တကယ်အထောက်အကူပြုအကျိုးရှိနိုင်တဲ့ဘာသာရပ်များကိုရွေးချယ်ခြင်းအချိန်စရာရေးဆွဲခြင်းတို့ဆောင်ရွက်ခဲ့ပြီး4ရက်6လ2026မှာ24ရက်6လ2026ဒီဖွင့်လှစ်နိုင်ခဲ့ပါတယ်။နောက်တွင်လည်းအချိန်မီပေးပါကကိုယ်စားလှယ်များနဲ့ကိုင်းမီတင်တော်မဲ့တင်နန်းများကိုထပ်မံဖွင့်လှစ်ပေးသွားအောင်မှာဖြစ်ပါကြောင်းနဲ့ယခုတယောက်ခဲ့တဲ့တင်နန်းအတွက်အတိအမှတ်ပြု certificate များကိုလည်းတက္ကသိုလ်ပါမောက္ခချုပ်ကြီးများမှပေးအပ်သွားမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုကျင်းပပြည်စည်းခဲ့တဲ့ဒုတိယပုံမှန်စည်းဝေးမှာမေခွန်းမေးမြန်းခဲ့တဲ့ကိုယ်စားလှယ်တော်ကြီးအချို့အနေနဲ့မိမိတို့မေးမြန်းတဲ့မေခွန်းပေါ်တစ်ဖက်တိုင်းဒေသကြီးစဉ်အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားရမှာမိမိတို့သိလိုတဲ့အချက်လက်များပြည့်စုံစွာမပါရှိမှုများကြောင့်ဆက်ဆက်မေခွန်းများထပ်မံမေးမြန်းလိုတော်လဲဖြေကြားသူအခက်တွေ့မည်ကိုငဲ့ညာပြီးအားမလို့အားမရဖြစ်နေသည်ကိုလည်းကြားသိရပါတယ်မေခွန်းများမေးမြန်းမှုဖြေကြားမှုပေါ်သုံးသပ်ကြည့်ရမှာအချို့မေခွန်းများဟာမေးမြန်းသူနဲ့ဖြေကြားသူနှစ်ဦးစလုံးမှာလိုအပ်ချက်အားနည်းချက်များရှိနေတာကိုတွေ့ရှိနေရပါတယ်ဒါကြောင့်လာမယ့်တတိယပုံမှန်စည်းဝေးတွင်မေခွန်းမေးမြန်းမိကိုယ်စားလှယ်များအနေဖြင့်မိမိတို့မေးမြန်းလိုသည့်အဓိကကိစ္စများကိုတစ်ဖက်ကပြန်လည်ဖြေကြားမိသူကွက်ကွက်ကွင်းကွင်းသိရှိနားလည်သဘောပေါက်အောင်ထည့်သွင်းမေးမြန်းဖို့လိုသလိုပြန်လည်ဖြေကြားမိတိုင်းဒေသကြီးအဖွဲ့အစည်းဝင်များအနေဖြင့်လည်းမေခွန်းမေးမြန်းသူများမှဆက်ဆက်မေခွန်းထပ်မံမေးမြန်းခြင်းမပြုရအောင်ပြည့်စုံစွာဖြေကြားပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ဆက်ဆက်မေခွန်းသည်တစ်ဖက်ကဖြေကြားမိသူအတွက်ချက်ချင်းပြန်လည်ဖြေကြားဖို့အစဉ်အသင့်မဖြစ်နိုင်တဲ့အတွက်ကျေနပ်အားရဖွယ်မရှိတဲ့မပြည့်စုံသောမပြည့်မစုံဖြေကြားသောမေခွန်းများအတွက်နောင်လာမည့်အစည်းအဝေးများတွင်အဆိုများအဖြစ်ပြန်လည်တင်သွင်းလာနိုင်တာကြောင့်အဖွဲ့အစည်းဝင်ဝန်ကြီးများအနေဖြင့်မေခွန်းများဖြေကြားမှုအပေါ်အချက်အလက်ပြည့်စုံစွာပါရှိရေးအလေးထားပေးဖို့အထူးမေတ္တာရပ်ခံလိုပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုကျင်းပခဲ့တဲ့ဒုတိယပုံမှန်စည်းဝေးမှာကိုယ်စားလှယ်တော်ကြီးများကမေခွန်းများအဆိုများတက်တက်ကြွကြွတင်သွင်းမေးမြန်းခဲ့ကြတဲ့အတွက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့များစွာဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်းနဲ့လွှတ်တော်တွင်မှတ်တမ်းတင်ကြောင်းပြောကြားလိုပါတယ်လွှတ်တော်ကိုယ်စားလှယ်တူဦးချင်းစီမိမိအလုပ်အပေါ်စိတ်ပါဝင်စားမှုလုပ်ငန်းစွမ်းဆောင်ရည်ပြေဝမှုတို့ကိုယခုလိုမေခွန်းများမေးမြန်းခြင်းအဆိုများတင်သွင်းခြင်းဥပဒေများပြင်ဆင်ဖြစ်ဆွဲရေးဆွဲတင်သွင်းခြင်းတို့ဖြင့်တိုင်းတာမှတ်ကြောက်တင်တာဖြစ်တဲ့အတွက်လွတ်တော်ကိုယ်စားလှယ်တူဦးချင်းစီရဲ့မေခွန်းမေးမြန်းခြင်းအဆိုတင်သွင်းခြင်းဥပဒေများပြင်ဆင်ဖြစ်ဆွဲအသည့်ရေးဆွဲခြင်းတို့ကိုလွတ်တော်ကမှတ်တမ်းတင်ထားရှိသွားမှာဖြစ်ပါတယ်လိုအပ်တဲ့အချိန်မှာတူဦးချင်းစီရဲ့ဆောင်ရွက်ချက်များကိုထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာလွတ်တော်စည်းဝေးကာလ12ရက်အတွင်းမှာအကြောင်းမဲ့ပြက်ကွက်သူမရှိဘဲလွတ်တော်ကိုယ်စားလှယ်များထဲမှကျမ်းမာရေးမကောင်း၍အစည်းအဝေးအစအဆုံးခွင့်ပန်ကြသူတဦးတာဝန်အရခွင့်ပန်ကြသူတဦးတာဝန်အရ10ရက်မတက်နိုင်၍ခွင့်ပန်ကြသူတဦးတာဝန်အရ9ရက်မတက်နိုင်၍ခွင့်ပန်ကြသူ4ဦးတာဝန်အရ9ရက်မတက်နိုင်၍ခွင့်ပန်ကြသူတဦးတာဝန်အရ4ရက်မတက်နိုင်၍ခွင့်ပန်ကြသူတဦး
တာဝန်အရ3ရက်မတက်နိုင်ရခွင့်မှန်ကြသူ2ဦးတာဝန်အရ2ရက်မတက်နိုင်ရခွင့်မှန်ကြသူ2ဦးတာဝန်အရ1ရက်မတက်နိုင်ရခွင့်မှန်ကြသူ2ဦးရှိကြောင်းမှတ်တမ်းအရတွေ့ရှိရပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များဟာပြည်သူကရွေးချယ်ပေးလိုက်တဲ့ပုဂ္ဂိုလ်များဖြစ်တာနဲ့အညီပြည်သူကိုမျက်နှာမူကိုစားပြုနိုင်ဖို့အတွက်လွှတ်တော်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ပြည်သူ့တန်လွှတ်တော်တန်ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒပြည်သူတို့၏မျှော်လင့်ချက်လွှတ်တော်ကဖော်ဆောင်ရွက်ဟူသောဆောင်ပုဒ်နဲ့အညီကိုယ်စွမ်းရှိသည်ဉာဏ်စွမ်းရှိသည်ကြိုးစားပြီးပြည်သူလူထု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ဝိုင်းဝန်းကူညီလုပ်ကိုင်ဆောင်ရွက်ကြဖို့လိုပါတယ်။ညီကုန်းချုပ်အနေနဲ့ယခုလာမဲ့တတိယပုံမှန်အစည်းအဝေးကိုခံမှန်းအားဖြင့်ဩဂုတ်လပထမပတ်ထဲမှာပြန်လည်ခေါ်ယူမှာဖြစ်ကြောင်းနဲ့အဆိုပါအစည်းအဝေးသို့ကိုယ်စားလှယ်တော်ကြီးများအားလုံးစုံစုံညီညီကြမ်းကြမ်းမာမာချမ်းသာစွာနဲ့စုံညီစွာတက်ရောက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်ပါတယ်အစီအစဉ်ကိုဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုတတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်စည်းဝေး12ရက်မြောက်နေ့ကိုရပ်နာပါမယ်တတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးအောင်မြင်စွာပြည့်မြောက်ကြောင်းကြေညာပါတယ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါပြီခင်ဗျာကိုယ်စားလှယ်တော်ကြီးများအားလုံးပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာ